ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်တုန်းကဆိုရင်အင်္ဂလန်နိုင်ငံကစစ်ရဲ့ဆိုးကျိုးတွေကိုကောင်းကောင်းကြီးခံစားလိုက်ရပါတယ်။အဲ့တော့အင်္ဂလန်ကဗျာဒီစစ်ရဲ့ဒဏ်ကြောင့်မလို့တနိုင်ငံလုံးကစစ်ပြီးသွားတဲ့အချိန်မှာတော့မှဒီလိုမီခိုးရောင်တိမ်တိုက်တွေနဲ့ပြီးတော့မြို့ပေါ်မှာလည်းအပျက်စီးတွေကပြည့်နေနေပါတယ်။ပြည်သူတွေကလည်းအဲ့ဒီအချိန်တော့သူတို့ရဲ့တိုင်းပြည်ကိုပြန်ဆောက်ဖို့ဆိုပြီးတော့အပြင်းထန်ကိုစူးစမ်းရုန်းကန်နေရတဲ့အချိန်မှာတချို့နေရာမှာဆိုလို့ရှိရင်အင်္ဂလန်နိုင်ငံမှာကအစားအသောက်တွေကိုအစိုးရကနေပြီးတော့တန်းစီစနစ်နဲ့ခွဲတန်းကြပေးရတဲ့အချိန်တွေပါဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့အပြန်အလှန်အဖြစ်စစ်ပွဲဒဏ်ကိုတိတ်ပြီးတော့မခံစားလိုက်ရတဲ့အမေရိကန်မှာကတော့အဲ့ဒီအချိန်တုန်းက rock and roll ဆိုတဲ့ဂီတကတော်တော်လေးကိုအရှိန်ဟုန်ကောင်းပြီးတော့ခစ်စားနေတဲ့ကာလတစ်ခုပါ။ဒါကြောင့်မလို့အမေရိကက rock and roll ဓာတ်ပြားခွေတွေကအဲ့ဒီအချိန်တုန်းကစိတ်သက်ကြနေတဲ့အင်္ဂလန်ပြည်သူတွေအတွက်ခဏတာစိတ်ပင်ပန်းမှုတွေကိုပြေပြောက်စေပါတယ်။ဒီဓာတ်ပြားတွေကလည်းစိတ်ကန်းတွေကနေတဆင့်တင်မော်ရာတွေစီကနေပြီးတော့တည်ဆောင်လာကြတာပါ။ဒီလိုနဲ့လီဗာပူးမြို့ရဲ့စိတ်ကန်းရပ်ကွက်မှာရှိတဲ့ဆယ်ကျော်တက်ကောင်လေးတွေရဲ့အိတ်ခမ်းထဲမှာတော့ rock and roll ဓာတ်ပြားခွေတွေကအထက်လိုက်ပါပဲ။ဒီလိုနဲ့ဇွန်လ6ရက်နေ့မှာတော့လီဗာပူးမြို့ရဲ့စင်ချေပုံရက်ကွက်လေးတစ်ခုကဖျားเจ้าမှာတော့ဘာသာရေးအခမ်းအနားတစ်ခုကျင်းပကြပါတယ်။ဒီအခမ်းအနားကတာမန်အခမ်းအနားလေးပါပဲ။ပန်းနေနေရှိမယ်လာရောက်တဲ့လူတွေကိုတိုက်ဖို့အတွက်တမ်းမြာရီတချို့နဲ့လာမဲ့လူနည်းနည်းလေးရယ်ပေါ့နော်ဒီလောက်ပဲရှိတယ်ဖျားเจ้าကတာမန်ပွဲလေးပါ။ပြီးတော့စင်ချေပုံရက်ကွက်ကဖျားเจ้าဖြစ်တာကြောင့်မလို့ဒီပွဲကိုလာတဲ့လူကလည်းတော်တော်လေးကိုနည်းပါတယ်။ဒီလိုမျိုးအခမ်းအနားပွဲတေးသေးလေးမှာပဲနောက်တစ်ချိန်မှာဂီတလောကကြီးကိုပြောင်းလဲပြစ်မဲ့တီးဝိုင်းတစ်ခုကပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအခမ်းအနားပွဲမှာက The Quarry Man ဆိုတဲ့ skiffle band တစ်ခုကဓမ္မတခြင်းတွေဆိုလိုက်ကာဘာတခြင်းတွေတီးလိုက်နဲ့လာတဲ့ပြိတ္တနည်းနည်းလေးကိုဖျော်ပြနေပါတယ်။ skiffle band ဆိုတာက folk, blue, jazz နဲ့ country ဂီတတွေကိုရောနှောပြီးတော့တီးတဲ့ band မျိုးစားကိုခေါ်တာပါ။အဲ့လိုမျိုးတီးတဲ့အချိန်မှာဆိုလဲသူတို့တွေကပုံမှန်တီးဝိုင်းတွေမှာတွေ့နေကြ instrumental မဟုတ်တယ်ပေါ့နော်တခြားတူရီယာမျိုးတွေပါဝင်ပါတယ်တချို့ skiffle band တွေမှာဆိုလို့ရှိရင်သူတို့ကိုယ်တိုင် DIY လုပ်ထားတဲ့တူရီယာမျိုးတွေပါအသုံးပြုခဲ့ကြပါတယ် skiffle ဂီတကိုရှင်းတော့အောင်လို့ကျွန်တော်ဗီဒီယိုတစ်ပုဒ်လေးထည့်ထားပေးပါတယ် copyright မလွတ်လို့အတန်မပါလာရင်တော့ကျွန်တော်ရဲ့ Telegram channel မှာဝင်ပြီးတော့ကြည့်လို့ရပါတယ် link ကိုလည်း description မှာချထားပေးပါမယ် The Quarry Man ဆိုတဲ့ TY လေးကအဲ့ဒီအချိန်တုန်းက member 6 ယောက်ရှိပါတယ် John Lennon, Pete Shepard, Eric Griffin, Len Gary နဲ့ Colin Hanton ဆိုတဲ့ကောင်လေး6 ယောက်ရှိပါတယ်ဒီ TY ရဲ့ခေါင်းဆောင်ကအသက်16နှစ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ပါသူ့ရဲ့နာမည်ကတော့ John Lennon လို့ခေါ်ပြီးတော့သူကညံကောင်းပြီးတော့ဟာတညံလဲရွှင်ပါတယ်အဲ့ဒီအချိန်တုန်းက16နှစ်သားလေးကစင်ပေါ်မှာပီယိုနိုတီးပြီးတော့တချင်းတွေစုံနေတာပါပွဲကိုလာတဲ့လူတော်များများကလည်းဒီ TY ဖျော်ဖြေနေတာကိုတိတ်ပြီးတော့မှအလေးမထားခဲ့ကြပါဘူးဒါပေမဲ့ဒီပွဲထဲမှာ John Lennon ရဲ့ဖျော်ဖြေမှုကိုသဘောကျပြီးတော့တေချာအယုံဆိုင်ပြီးနားထောင်နေတဲ့ကလေးတစ်ယောက်ရှိပါတယ်ပွဲပြီးတဲ့အချိန်မှာတော့သူက John Zio ကိုလာပြီးတော့မှသူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်သူ့နာမည်ကတော့ Paul McCartney လို့ခေါ်ပြီးတော့အဲ့ဒီအချိန်တုန်းကသူကအသက်15နှစ်ပဲရှိသေးတယ်ဆိုပြီးတော့မိတ်ဆက်ခဲ့ပါတယ်Paul ဘက်ကနေပြီးတော့ဖျော်ဖြေပွဲကိုသူဘယ်လောက်ကြိုက်ကြအောင်သူလည်းသချင်းတွေရေးနေတာဖြစ်ပြီးတော့ဒီလိုမျိုးသချင်းတွေဆိုရတာဝါနာပါတယ်အနုပညာကိုစိတ်ဝင်စားရဲဆိုပြီးတော့မိတ်ဆက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ John Lennon သတိထားမိလိုက်တာက Paul နဲ့အတူပါလာတဲ့ဂီတာတစ်လက်ပါအဲ့ဒီဂီတာကဘယ်လိုလဲဆိုတော့ထူးခြားပြီးတော့ပုံမှန်မြင်တွေ့မြင်ရလိမ့်မရှိတဲ့ဂီတာမျိုးပါပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဂီတာကညာဘက်ကိုတီးကြရများရပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာပေါ်မကနေယူလာတဲ့ဂီတာကဘယ်ကိုတီးရတဲ့ဂီတာမျိုးစားပေါ့နော်ဒီလိုနဲ့စကားတွေအပြန်လန်ပြောပြီးတဲ့အချိန်မှာတော့သူ့ကိုစင်နောက်ဘက်ကိုခေါ်ပြီးတော့မင်းတက်ထားလေးနည်းနည်းပါတီးပြဆိုပြီးတော့မှဂျွန်လန်တုံကတောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပေါ်မကနေက Eddie Cohen ရဲ့20 Fried Rock ဆိုတဲ့တခြင်းကိုတီးပြခဲ့ပါတယ်ဒီတခြင်းကသူတို့လိုဆယ်ကျော်တက်တွေအတွက်ဆိုလို့ရှိရင်အရန်ကိုတန်ပိုမြန်ပြီးတော့တီးရခက်တဲ့တခြင်းမျိုးစားပါပေါ်မကနေကဒီတခြင်းကိုဂီတာနဲ့ပဲတီးပြီးတော့တယောက်တည်းပဲဆိုပြသွားပါတယ်ဂျွန်လန်နန်ကတော်တော်လေးအံ့အားတက်သွားခဲ့ပါတယ်အခုမှသူ့ကိုလာပြီးတော့မှမိတ်ဆက်တဲ့ကောင်လေးတယောက်က beginner တွေအတွက်ဆိုရင်တီးရမလွယ်တဲ့တခြင်းတစ်ပုဒ်ကိုအတန်နေထားအဖြတ်တော့မမှန်နဲ့ဆိုပြနေတာပါတီးတဲ့ကော့တွေတိုင်းစာသားတိုင်းကလည်းလုံးဝအမှားရွက်မရှိပဲနဲ့ပြီးပြည့်စုံတဲ့ဖြောပြမှုမျိုးကိုသူမြင်လိုက်ရတာပါဂျွန်လန်နန်ကပေါ်မကနေတခြင်းတီးနေတာကိုကြည့်နေပဲပေါ်မကနေကအဲ့ဒီအချိန်တုန်းကသူတို့ The Quarry Man ထဲမှာရှိတဲ့ member အလုံးထက်ကိုတော်ရဲဆိုပြီးတော့ချက်ချင်းသဘောပေါက်သွားပါတယ်ဒီလိုနဲ့ပြိုင်ဆိုင်တက်ပြီးတော့ဘွားရီမန်ချက်ကြီးတယ်ဂျွန်လန်နန်ကသူဘာဆက်လုပ်ရမလဲဆိုတော့ဟိုကောင်းကောင်းကြီးတီးခဲ့ပါတယ်တချင်းပြီးတဲ့အချိန်မှာပဲဂျွန်လန်နန်ကဘာအပူစကားမှပြောမနေတော့ပဲနဲ့ပေါ်မကနေကိုသူတို့ရဲ့ Quarry Man ဆိုတဲ့ဘန်ထဲကိုဝင်မလားဆိုပြီးတော့ကန့်လန့်ခဲ့ပါတယ်ပေါ်မကနေကလည်းသူလေးစားလို့သွားပြီးတော့မိတ်ဆက်လိုက်တဲ့ TY ကခေါင်းဆောင်ကနေပြီးတော့သူ့ကိုဒီဘန်ထဲဝင်ဖို့အတွက်ကိုပြောတာဖြစ်တဲ့အတွက်တော်လေးကိုကျင်နေသွားပြီးတော့အဲ့ဒီအချိန်မှာပဲသူကဂျွန်လန်နန်ရဲ့ကန့်လန့်ချက်ကိုလက်ခံပြီးတော့ The Quarry Man ထဲကိုဝင်လိုက်ပါတယ်ဒီလိုနဲ့ The Quarry Man တို့ကစုပြီးတော့မှဂျမ်မင်းလောက်ရမယ့်ရက်တရက်ကိုရောက်လာခဲ့ပါတယ်1958ဖေဖော်ဝါရီလရဲ့ရက်တရက်မှာတော့ထုံးစံအတိုင်းပဲThe Quarry Man တို့ကမန်ဘာတွေကစုပြီးတော့ဂျမ်မင်းလောက်တဲ့အချိန်ကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ပေါ်မကာတွေကသူတယောက်ရဲလာခဲ့တာမဟုတ်ပဲနဲ့သူနဲ့သူကောင်လေးတယောက်ကပါလာတာပါအဲ့ဒီကောင်လေးကအသက်14နှစ်အရွယ်ပဲရှိသေးတယ်ဂျော့ဟယ်ရီဆန်ဆိုတဲ့လူပါ
तू ကဂီတာတီးတာဖြစ်ပြီးတော့အားလုံးထဲမှာ तू ကအသက်အငယ်ဆုံးလောက်တွားကြပါတယ်အသက်ကသာငယ်ပေမဲ့ George Harrison ကအဲ့ဒီအချိန်တုန်းကလည်းဂီတာပါရီမီရှင်တယောက်ပါतू ကစကားလဲနဲပြီးတော့ဂီတာတွေကို theory ဘိုင်းတွေကိုကျင့်ညက်နေတဲ့ကလေးတယောက်ပါပေါ်မကာတွေကို John Lennon ကသူနဲ့သူပါလာတဲ့ George Harrison ကိုပါဘန်ထဲထည့်ဖို့အတွက်ကိုပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းက John Lennon ကGeorge Harrison ရဲ့အသက်ကတော်တော်လေးငယ်သေးတာဖြစ်တဲ့အတွက်ဘန်ထဲကိုမထည့်နိုင်သေးဘူးဆိုပြီးတော့အစပိုင်းမှာတွေးခဲ့တယ်ပေါ့ဗျာပြီးတော့သူတို့မှာလည်းလူကစုစုပေါင်း900လောက်ရှိနေပြီဒီကလေးတယောက်ကိုလည်းဘန်ထဲထည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဘန်မာတွေလည်းတအားများပါမယ်ဒီ George Harrison လည်းတော်တော်လေးကိုအသက်ငယ်သေးရဆိုပြီးတော့John Lennon ကထင်ခဲ့တာပေါ့ဒါပေမဲ့သူတို့တွေပွဲတစ်ခုတီးဖို့အတွက်သွားနေတဲ့ဘတ်စကားပေါ်မှာ George Harrison က John Lennon ရဲ့အသွေးမြင့်တွေကိုပြောင်းလဲသွားအောင်လို့လုပ်နိုင်ခဲ့ပါတယ်အဲ့ဒါကတော့ George Harrison ကဒီကားပေါ်မှာJohn Lennon ကို Bee Gees ရဲ့ Ranchy ဆိုတဲ့တခြင်းကိုတီးပြခဲ့တာပါ George came through Paul. I said, well, he can play raunchy perfectly. And we all love that song. So we said, well, gotta try him out. It should be in the group. It should be in bed. He was, I think, about 1.5 years younger than me. That's quite a big age difference at that time. I've been to bed, couldn't sleep. Remember, we ended up on the top deck of a bus. Empty, late night bus kind of thing, and just us there. And he said, go on, George, get your guitar out. Go on, you show him. Note perfect, raunchy. You're in. I was really happy. I was thinking, oh, great. John Lennon ကနေပြီးတော့ဗောနော်ဒီ George Harrison တီးပြတာကိုနားထောင်ပြီးတဲ့အချိန်မှာတော့ဘာဆက်ပြောရမှန်းမသိရဖြစ်သွားပါတယ်ဒီလိုနဲ့ပဲ George Harrison ကလည်းThe Quarrymen ဆိုတဲ့ဘန်ထဲကိုရောက်လာခဲ့ပါတယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အချိန်မှာတော့သူတို့ရဲ့ဘန်ထဲက member တွေကကျောင်းပညာရေးနဲ့တခြားငွေရှာဖို့အတွက်ဗောနော်တမ်မေဝမ်ကျောင်းတွေကိုတင်ရမယ်ဆိုပြီးတော့ဘန်ထဲကနေပြီးတော့တယောက်ပြီးတယောက်ထွက်ကုန်ကြပါတယ်အဲ့ဒီအချိန်မှာတော့ဘန်ထဲမှာ John Lennon, Paul McCartney နဲ့ George Harrison တို့ပဲကြံခဲ့ပါတော့တယ်အဲ့ဒီအချိန်တုန်းကလူငယ်3ယောက်က T1 တစ်ခုနဲ့တိုင်ပတ်နေတဲ့အချိန်မှာသူတို့မှာက T1 လို့ခေါ်ရအောင်လဲ drum သမားကအထိုင်မရှိပါဘူးဒီအချိန်နေနဲ့ပဲသူတို့တွေကရသမျှပွဲတွေလိုက်တီးပြီးတော့ဘန်ကိုဖြည်းဖြည်းချင်းရှေ့ဆက်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကသူတို့တွေကအကခမ်းမတွေအလုတ်သမားကလပ်တွေနဲ့အရက်ဆိုင်တွေအထိကိုလာပြီးတော့ကန်လန်းသမျှပွဲတစ်ခုမှမလွတ်ပဲနဲ့တီးခဲ့တာပါသူတို့ရဲ့ဘန်နာမည်ကိုလည်းလူတွေပို့ပြီးတော့စိတ်ဝင်စားအောင်ပေါ့နော်အတန်ရှင်ရအောင်ဆိုပြီးတော့ဘန်နာမည်တွေခဏခဏချိန်တာမျိုးတွေလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင် Johnny and the Mondo, The Saver Beatle နဲ့ The Beatles ဆိုတဲ့နာမည်နဲ့သူတို့ကထွက်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဆိုရင်သူတို့က Beatles ဆိုတဲ့နာမည်ကိုစလုံးပေါင်းအမားတွေနဲ့ပေါ့နော်တမင်တက်တက်ကိုအတန်ရှင်ရအောင်လို့အမျိုးမျိုးပြောင်းပြီးတော့ဘန်နာမည်ကိုပြောင်းခဲ့တာပါ1960ခုနှစ်မှာတော့သူတို့တွေကဂျာမနီနိုင်ငံဟမ်ဘတ်မြို့မှာဖျော်ဖြေဖို့အတွက်ကိုပွဲတစ်ခုရလာခဲ့ပါတယ်ဒါပေမဲ့ဒီအချိန်မှာပြည်နာတစ်ခုရှိတာသူတို့စီမှာအထိုင်ဒရမာတယောက်မရှိသေးပါဘူးဟမ်ဘတ်ဆိုတဲ့မြို့ကအဲ့ဒီအချိန်တော့ကာရာအိုကေကလပ်တွေဘားတွေနဲ့ညဘက်ဆိုရင်တောက်ကြစားကြရင်လည်းလူအများစုကဘွားကိုဖျက်တမ်းကြတာပါသူတို့တွေကဒီမျိုးကိုတွားပြီးတော့ဖျော်ဖြေမယ်ဆိုလို့ရှိရင်ဘားတစ်ခုကိုလိုက်တီးပြီးရတယ်ပေါ့နော်ဒီဘားတွေတစ်ခုပြီးတစ်ခုလိုက်ပြီးတော့တီးလို့ရပါတယ်ဒါကြောင့်မလို့ဒီကလန်းချက်ကိုမငင်းချင်တာရဲ့ဘန်ရဲ့လိုအပ်ချက်ကိုဖြည့်ချင်တာရဲ့အကြောင်းပေါ့နော်သူတို့တွေကဒရမာတယောက်ရှာဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်တုန်းကဂျွန်လန်နန်နဲ့ပေါမကာနီမာကပီဘတ်ဆိုတဲ့ဒရမာတယောက်ရှိပါတယ်သူတို့တွေကပေါ့နော်ပီအမေပိုင်တဲ့ကလပ်မှာမကြာခဏဖျော်ဖြေဘူးပြီးတော့သူ့အမေကလည်းဂျွန်လန်နန်တို့ရဲ့ T1 ကိုသဘောကျတယ်ပေါ့ဒါနဲ့ပဲပီဘတ်ဆိုတဲ့ဒရမာတယောက်ကနေပြီးတော့ပေါ့နော်ဒီဘန်ထဲကိုရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဘန်ထဲမှာဂျွန်နဲ့အတူအမှုပညာကျောင်းတက်ခဲ့မှုတဲ့ Stewart ဆိုတဲ့ bass မားတယောက်လည်းရှိပါတယ်ဒါကြောင့်မလို့သူတို့တွေက T1 တစ်ခုလိုအပ်တဲ့ line up ပြည့်စုံသွားပြီလို့ပြောလို့ရပါတယ်ဒါပေမဲ့ Stewart ကတော့အဲ့ဒီအချိန်တုန်းက bass ကိုအခြေခံတော့ပဲတီးတတ်ပါသေးတယ်ဒီလိုနဲ့ John Paul George Pete နဲ့ Stewart ဆိုပြီးတော့သူတို့တငယ်ချင်း9ယောက်ကဘန်ကားတစ်စီးနဲ့ဟမ်ဘတ်မြို့ကိုဖျော်ဖြေဖို့အတွက်ကိုထွက်လာခဲ့ပါတယ်ဟမ်ဘတ်ကိုရောက်တဲ့အချိန်မှာတော့သူတို့တွေကမြင်တွေ့နေကြပုံစံတိုင်းမဟုတ်ဘဲနဲ့လူနေမှုဘဝအတစ်ကိုစပြီးတော့ထိတွေ့ရပါတော့တယ်သူတို့တွေကစရောက်သွားတဲ့နေရာနေစပြီးတော့ပေါ့နော်ညတိုင်းနားရမရှိကိုတီးရတာပါအစပိုင်းမှာတော့သူတို့တွေကပင်ပန်းတဲ့တန်ကိုတော်တော်လေးခံရပေမဲ့လည်းဂျားထဲမှာကလပ်တွေမှာတီးနေရင်းနဲ့ရန်ဖြစ်တာတွေပါမြင်တွေ့ရပါတယ်ဒီလိုနဲ့ဒုတိယပတ်တဲ့ရောက်တဲ့အချိန်မှာတော့သူတို့တွေကဟမ်ဘတ်ရဲ့ night life တွေကိုဝင်ပြီးတော့စီးမျောတက်လာပါတယ်အဲ့ဒီအချိန်မှာဆိုရင်သူတို့အသက်တွေက20နားကိုရောက်နေပြီဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်လည်းဘားတွေမှာတောက်ဆိုင်ရင်းနဲ့ရန်ဖြစ်တဲ့လူအုပ်ကြီးထဲမှာလည်းဖျော်ဖြေတက်လာပါတယ်သူတို့တွေကရန်လုံနေတဲ့ပြိတ္တအုပ်ကြီးကိုတဖြည်းဖြည်းနဲ့အနိုင်ယူတက်လာပါတယ်တောင်းရင်ဆိုင်တီးကြတာဖြစ်တဲ့အတွက်သူတို့တွေကလည်းဆင်အောက်ကပုံစံနဲ့တဖြည်းဖြည်းကွဲလာပါတယ်ဂျွန်လန်နန်ကအဲ့တုန်းကဆိုလို့ရှိရင်ဘန်ထဲမှာအတောင်ကြဆုံးဖြစ်လာပါတယ်ပြိတ္တကိုလောင်ပြောင်းတယ်ဟာသားတွေပြောတယ်ပြီးတော့သူကဂျာမနီလိုဆဲတဲ့စကလုံးတွေတင်ထားပြီးတော့ပေါ့နော်အောက်ကနေရန်ဆလာတဲ့ကောင်တွေကိုလည်းဂျာမန်လိုပြန်ပြီးတော့မှဆဲပါတယ်ဂီတာတီးတဲ့အချိန်မှာဆိုရင်လည်းသူကအရင်နဲ့မတူတော့ဘဲနဲ့တန်စင်နဲ့အတူစီးချက်ကိုလှုပ်ရှားလာပြီးတော့ကခုန်လာပါတယ်
ပေါ်နဲ့ပြီးကတော့သူတို့တွေကပေါ့နော်ရှေ့ဆုံးတန်းကောင်မလေးတွေကိုစင်ပေါ်နေလမ်းပြီးတော့စနောက်တဲ့အကျင့်တွေစပြီးတော့မှရလာတယ်ပေါ့ဂျော့ဟရီဆန်ကတော့အဲ့ချိန်ဒီစင်ပေါ်မှာလူအေးကြီးပါပဲသူကတော့ခေါင်းကြီးကိုငုံပြီးတော့သူတီးရမှာကိုပဲဆက်ပြီးတော့တီးပါတယ်ဒါပေမဲ့ထူးခြားတာအဲ့ချိန်မှာစတူဝတ်ကပေါ့နော် Astrid လို့ခေါ်တဲ့ဂျာမန်ဓပုံဆရာမတယောက်နဲ့ချိန်မိပါတယ်ဒီဓပုံဆရာမကပဲသူတို့အတွက်ပေါ့နော်ဒီစပင်ပုံစံအစ်စ်တွေချိန်ပေးတာမျိုးလုပ်ပေးတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ပထမဆုံးဘန်ပုံကိုလည်းအဲ့ဒီဆရာမကပဲရိုက်ပေးတာပေါ့သူကအဲ့ဒီအချိန်မှာရိုက်ပြီးရတယ်ဓပုံနောက်မှာရေးလိုက်တာကတပီးတဲဆိုတဲ့နာမည်ပါ1960ခုနှစ်မှာတော့စတူဝတ်ကပကြီးပညာကိုဆက်လက်လာမယ်ဆိုပြီးတော့ဘန်ကနေပြီးတော့ထွက်သွားပါတယ်ဝမ်နဲဝတ်ကောင်းတာကနောက်နေ့မှာပဲစတူဝတ်ကအုံနောက်သွေးကြောပြက်ပြီးတော့ဆုံးသွားပါတယ်အဲ့ဒီအချိန်တုန်းကစတူဝတ်ကအသက်22နှစ်ပဲရှိပါသေးတယ်ဒီလိုနဲ့ပေါ်မကာတွေကတီဝိုင်းအတွက်လိုအပ်တဲ့ base နေရာအတွက်ကိုသူကိုယ်တိုင်ပဲ base တီးပြီးတော့တာဝန်ယူခဲ့ပါတယ်လက်ပါဦးမျိုးကဓာတ်ပြားဆိုင်ပိုင်ရှင်တယောက်ကအဲ့ဒီအချိန်တုန်းကစိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီးတော့ The Caravan ဆိုတဲ့ club မှာဖျော်ဖြေပွဲတစ်ခုကိုတွားကြည့်ခဲ့ပါတယ်အဲ့ဒီပိုင်ရှင်နာမည်က Brian Aston လို့ခေါ်ပြီးတော့သူကအဲ့ဒီအချိန်တုန်းက The Beatles တို့ဖျော်ဖြေတာကိုအစောဆုံးတွားကြည့်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းက The Beatles တို့ဖျော်ဖြေနေတာကမြေအောက်ခန်းလိုမျိုးကလပ်ပါအဲ့ဒီအချိန်ကကလပ်ကအရန်ကျင်းပြီးတော့ဘီယာနတ်နေ secret နတ်နေနဲ့ရောနေတဲ့နေရာမှာဒီလူငယ်လေးတွေကဖျော်ဖြေနေရတာပါသူတို့တွေကစင်ဘောကိုစတက်ပြီးတော့တီးနေတာကို Brian ကတတိထားမိပါတယ်သူတို့တွေကစင်ဘောမှာတယောက်နဲ့တယောက်အချိတ်ဆက်မိမိနဲ့ဖျော်ဖြေနေကြတာသူတို့တွေကစင်ဘောမှာတေးကြကင်တွေဝက်စလိတ်တွေဘီယာတွေတောက်ပြီးတော့မှပေါ့နော်လုံးဝ raw star ဆန်ဆန်ကိုဖျော်ဖြေနေကြတာပါ Brian Aston ကအဲ့ဒီအချိန်တုန်းကဂီတသမားမဟုတ်ပါဘူးစီဝိုင်းသမားတယောက်ပါတိကျပြောရလို့ရှိရင် Brian Aston ကဂီတနဲ့စီဝိုင်းလုပ်တဲ့လူပါနေ့စဉ်တက်ပြားတွေရောင်းနေရတာဖြစ်ပြီးတော့ဘယ်လိုမျိုးတီဝိုင်းတွေကဘယ်အသက်အရွယ်မျိုးကြိုက်တယ်ဆိုတာ तू ကသဘောပေါက်ပါတယ်ဒါကြောင့်မလို့ तू က Beatles တို့ရဲ့အခုလုပ်နေတဲ့ပုံစံကိုသဘောကျတယ်ဒါပေမဲ့သူတို့တွေဒီပုံစံနဲ့ mainstream ကိုသွားမယ်ဆိုရင်တော်တော်လေးရုန်းကန်ရမယ်ဆိုတာကို तू ကသိပါတယ်ဒါတွေအားလုံးကိုသဘောပေါက်သွားတဲ့အချိန်မှာတော့ Brian Aston ကရှိုးပွဲပြီးတာနဲ့စင်နောက်ဘက်ကိုသွားပြီးတော့ပေါ့နော်ဂျွန်လန်ဒန်ကိုပြောပါတယ်ငါမင်းတို့ရဲ့မန်နေဂျာလုပ်ချင်တယ်ဆိုပြီးတော့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့ဂျွန်လန်ဒန်ကလည်းရတယ်မင်းငါတို့ရဲ့မန်နေဂျာလုပ်လို့တော့ရတယ်ဒါပေမဲ့ငါတို့ဒီပုံစံနဲ့ပဲဆက်သွားမယ်ဘာမှမပြောင်းလဲဘူးဆိုပြီးတော့ပြောခဲ့ပါတယ်အစပိုင်းမှာတော့ Brian ကနေပြီးတော့ကဲရတယ်မင်းတို့ဘာမှပြောင်းလဲကြမလို့ငါ့ကိုဒါမန်နေဂျာခံလိုက်ငါမင်းတို့ရဲ့မန်နေဂျာလုပ်မယ်ဆိုပြီးတော့မှတေချာရှင်းပြပြီးတပီးတဲ့ရဲ့မန်နေဂျာဖြစ်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ဖြည်းဖြည်းချင်းရှင်းပြပြီးတော့တပီးတဲ့ရဲ့ပုံစံတွေကိုပြောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူတို့ကတေးကြကင်တွေဝတ်မဲ့အစားပေါ့နော်လုံးဝစုတွေnetတိုင်းတွေအပြည့်နဲ့ပေါ့နော်စမတ်ကြဝတ်စင်တာမျိုးတွေပြောင်းလာရပါတယ်သူတို့ရဲ့အပြုတ်မှုတွေကိုပါ Brian Aston ကပြင်ပေးပါတယ်စင်ပေါ်မှာမဆဲရဘူးဖြောပြနေတဲ့အချိန်မှာဆိုရင်စလိမ်မတောက်ရဘူးဘီယာမတောက်ရဘူးစားတဲ့အခြေခံချက်လေးတွေကိုပါပြောင်းပြီးတော့မှပေါ့နော်ဒီ The Beatles ဆိုတဲ့ brand name ကိုသူကစပြီးတော့ကင်လိုက်ပါတယ်အားလုံးသဘောတူညီချက်ရသွားတဲ့အချိန်မှာတော့ Brian Aston က record label တွေကိုစပြီးတော့ဖုန်းဆက်ပါတယ်တရက်ကိုအချိန်ရာနဲ့ချီပြီးတော့ဆက်တာပါပထမဆုံးပေါ့နော်Decca record ဆိုလို့ရှိရင်လုံးဝကိုညင်းခဲ့တာပါအဲ့နောက်ပိုင်းမှာတော့ Columbia HMV Philips နဲ့တခြား label တွေဘက်ကလည်းဆက်သမျှဖုန်းတွေအားလုံးကိုညင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ EMI ရဲ့အောက်က label တစ်ခုဖြစ်တယ်ပေါ့နော်Parafone ဆိုတဲ့ label လေးကစိတ်ဝင်စားတယ်ဆိုပြီးတော့အကြောင်းပြန်ခဲ့ပါတယ်အဲ့ဒီအချိန်တော့ EMI ရဲ့အကြီးအကဲဖြစ်တယ်ပေါ့နော်ဂျွန်မာတင်ကိုတိုင်ကတပီးတဲတို့ရဲ့ပုံစံကိုလုံးဝမကြိုက်ဘူးဒါပေမဲ့လည်းစတူဒီယိုတဲကိုတကယ်တမ်းဝင်ကြည့်တဲ့အချိန်မှာတော့ဂျွန်မာတင်ကဘီတဲတို့ကိုခွေထုတ်ပေးမယ်ဆိုပြီးတော့သဘောတူခဲ့ပါတယ်ဒီလိုနဲ့1962ခုနှစ်ဇွန်လမှာတော့တပီးတဲတို့ကဂျွန်မာတင်နဲ့အတူသူတို့ရဲ့ပထမဆုံးပွဲအတွက် album ကို record လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကသူတို့ကလန်ဒန်မှာရှိတဲ့ Abbey Road ဆိုတဲ့စတူဒီယိုမှာပဲအတန်သွင်းခဲ့တာပါအရာအားလုံးကအဆင်ပြေနေရလို့ထင်ရပေမဲ့ဂျွန်မာတင်ရဲ့စိတ်ထဲမှာမတင်မကျဖြစ်နေတာတခုရှိပါတယ်အဲ့ဒါကတော့ဒီ album ကိုထုတ်ပေးမဲ့ producer တယောက်ဖြစ်တဲ့ဂျွန်မာတင်ကိုတိုင်ကပြည့်ရဲ့ drum တီးတဲ့ပုံစံတွေကိုမကြိုက်တာပါT1 ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း Peace Back ကသူတို့ရဲ့ဘန်ထဲမှာနောက်ဆုံးဝင်လာတဲ့ member တယောက်ပါဂျွန်ရဲ့ပေါ်ရဲ့ George ရဲ့ကသူတို့၃ယောက်ကတယောက်နဲ့တယောက်ကိုတော်တော်လေးနီးနီးကက်ကက်ဖြစ်ပြီးတော့ရင်းနှီးပါတယ်ဒါပေမဲ့ Peace ကတော့ဘန်နဲ့နည်းနည်းလေးခက်ခွာနေတဲ့လူမျိုးပါပြီးတော့ပေါ့နော်အဲ့ဒီအချိန်တော့ Peace Back ရဲ့တွားချင်တဲ့ဂီတပုံစံကပေါ့နော်တပီးတဲတို့တွားနေတဲ့ဂီတမျိုးတိတ်ပြီးတော့မှလိုက်လျောညီတွေမဖြစ်ဘူးပေါ့ဗျာနည်းနည်းလေးခွဲထွက်နေတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့အဆိုးဆုံးကတော့ဗာလဲဆိုရင်ဂျွန်မာတင်ကိုတိုင်ကဒီတယောက်ကိုခါတီးကိုဖြစ်နေတာပါတခါဆိုလို့ရှိရင်ဂျွန်မာတင်ကပေါ့နော်Brian Epstein ကိုတွားပြီးတော့မင်းဒီ drama ကိုလဲမှာလားဒါမှမဟုတ်ရင်ငါဒီ album ကိုဖျက်သိမ်းရမှာလားဆိုပြီးတော့ပြောတဲ့အထိတောင်မှရှိခဲ့ပူပါတယ်အဲ့လိုပြောခဲ့ပြီးနောက်ပိုင်းမှာတော့အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ် drama ဘက်ကလည်းဒါကိုပေါ့နော်သတိထားမိပါတယ်ဒါပေမဲ့အသက်အရွယ်ငယ်လွန်းတာကြောင့်မလို့ဘလို့ရင်ဆိုင်ရမန်းဆိုတာကို तू ကမသိခဲ့ပါဘူးဒါကြောင့်မလို့တချို့ရက်တွေမှာဆိုလို့ရှိရင်စတူဒီယိုမလာဘဲနဲ့တယောက်တည်းအချိန်ကုန်တက်ပါတယ်တချို့ရက်တွေမှာဆိုလို့ရှိရင်ဘယ်သူမှမရှိတဲ့အချိန်မှာ तू တီးရမယ့် drum line တွေအားလုံးလာတီးပြီးတော့မျိုးတွေလောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ तू ကအရန်စိတ်ညစ်ပြီးတော့ပေါ့နော် तू ကလည်း तू အားဖြစ်မယ်အနားယူမယ်ဆိုပြီးတော့မှစတူဒီယိုမလာဘဲနဲ့နေရရက်တွေလည်းရှိပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်မှာဂျော့မာတင်ဖက်ကနေပြီးတော့ဒီလောက်ရက်ကိုလုံးဝလက်မခံပါဘူးသူကတပီးတဲကိုအချိန်တွေရောငွေတွေရောပုံအောပြီးတော့ရင်းနှီးထားတာပါဒီလိုမျိုးပြီးမရောက်လာတဲ့အချိန်တွေမှာဆိုလို့ရှိရင်တပီးတဲတို့ကနေပြီးတော့ပေါ့နော်အဲ့ဒီတော့ Rolling Stone and the Hurricane ဆိုတဲ့ T1 က drama ဖြစ်တဲ့ Ringo Starr ကဝင်ပြီးတော့တီးခဲ့ပါတယ်မထင်မထားလောက်အောင်ပဲတပီးတဲတို့ကပေါ့နော် Ringo နဲ့တီးတဲ့အချိန်မှာတော်တော်လေးကိုအဆင်ပြေနေရဆိုတာကိုသတိထားမိပါတယ်ဒီလိုနဲ့ပေါ့နော်ဘန်ရဲ့မန်နေဂျာကလည်းလုံးဝပြီးကိုဒုတိယအကြိမ်အခွင့်အရေးပေးတာမျိုးတော့မလုပ်ဘဲနဲ့တခါတည်းဘန်ကနေထုတ်လိုက်ပါတယ်ဒီလိုနဲ့ပဲတပီးတဲတို့က John Lennon ပေါ်မကာဒီGeorge Harrison နဲ့ Ringo Starr ဆိုပြီးတော့ line up ကပြောင်းသွားခဲ့ပါတယ်သူတို့လေးကပထမဆုံးလုပ်ခဲ့တဲ့တခြင်းက Let Me Do ဆိုတဲ့တခြင်းပဲဖြစ်ပါတယ်ဒီတခြင်းကို1962ခုနှစ်အောက်တိုဘာ9ရက်မှာဖြန့်ချီခဲ့တာပါဒီတခြင်းကပေါ်မကာဒီအသက်16နှစ်အရွယ်မှာရေးထားတဲ့တခြင်းဖြစ်ပြီးတော့တခြင်းကအဲ့ဒီအချိန်တော့တော်တော်လေးကိုပေါက်ခဲ့ပါတယ်အဲ့ဒီကဆိုလို့ရှိရင်အင်္ဂလန်နိုင်ငံရဲ့ပေါ့နော်ရောင်းအားစရာမှာအဆင့်ဆက်ခွန်တီကိုရောက်ခဲ့တဲ့တခြင်းပါဒီလိုမျိုးအဖွင့်အချိန်မှာကောင်းတဲ့တခြင်းကပေါ့နော်16နှစ်တာကလေးကရေးထားတဲ့တခြင်းတစ်ပုဒ်ပါပေါ်မကာဒီကအဲ့ဒီအချိန်တော့ဒီလောက်ထိကိုပါရမီပါတဲ့လူတစ်ယောက်ပါစစထုတ်ခြင်းပေါ့နော်အဲ့ဒီ single တစ်ပုဒ်ကနေပြီးတော့ရောင်းအားကစက်ခွန်ထီတောင်မှရောက်ခဲ့ပါတယ်ဒါပေမဲ့လည်းအောင်မြင်မှုကိုစာအောင်နေတဲ့လူငယ်လေးရအတွက်ကတော့ဒီရလက်ကတိတ်ပြီးတော့ကျေနပ်စရာမကောင်းပါဘူးသူတို့တွေကဆက်ပြီးတော့စူးစမ်းပါတယ်ဒီလိုနဲ့1963ခုနှစ်ဇန်နဝါရီလထဲမှာတော့သူတို့နောက်ထပ်တစ်ချင်းတစ်ပုဒ်ကိုထုတ်ခဲ့ပါတယ်အဲ့ဒီတစ်ချင်းနာမည်က Please Please Me ဆိုတဲ့တစ်ချင်းဖြစ်ပြီးတော့ရောင်းအားစရာမှာအဆင့်တက်ထိရခဲ့ပါတယ်တပီးတဲတို့ကအဲ့ဒီအချိန်မှာ album မထုတ်ရသေးပါဘူးဒါပေမဲ့ UK ရဲ့ရောင်းအားစရာမှာတော့အဆင့်တက်နေရာကို single တွေနဲ့ပဲတိတ်မိုက်ထားပြီးဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေရဲ့ပွဲဥတဲ့ album ဖြစ်တဲ့ Please Please Me ဆိုတဲ့ album ကိုထုတ်ခဲ့ပါတယ်ဒီ album ထဲမှာတော့စုပေါင်းတခြင်း14ပုဒ်ပါခဲ့ပြီးတပီးတဲတို့ကအဲ့ဒီအချိန်တုန်းကတခြင်း10ပုဒ်လောက်ကိုဝမ်းထိတ်နဲ့တခါတည်းအပြီးတွင်းခဲ့တာပါဒီ album ကိုလည်းတရက်ထဲမှာပဲအပြီးအတန်တွင်းခဲ့ပါတယ်1963ခုနှစ်မတ်လ22ရက်နေ့မှာဒီ album ကိုဖြန့်ချီခဲ့ပြီးတော့ဂျော့မာတင်ကိုယ်တိုင်ကလည်းဒီရိုက်လက်ကိုမယုံကြည်နိုင်မဲနဲ့သူတို့တွေကအချိန်ကြာလေပိုကောင်းနေဆိုပြီးတော့တပီးတဲတို့ကိုမှတ်ချက်ပေးခဲ့ပါတယ်သူတို့ကဂီတလောကကြီးကိုအုပ်စိုးဖို့အတွက်ကိုအစင်းင်းဖြစ်နေပါပြီဒီလိုမျိုးအောင်မြင်မှုတွေရဲ့နောက်မှာတော့သူတို့တွေကမင်္ဂလိပရိသတ်တွေရဲ့အော်ဟစ်ပြီးတော့အားပေးတာကိုကြုံလာရပါတယ်ဒီဖြစ်စဉ်ကိုတော့လူအများစုက Beatlemania လို့ခေါ်ကြပါတယ်အဲ့ဒီအချိန်တော့ဆိုရင်ဒီလိုမျိုးအဖြစ်အပျက်ကိုဘယ်သူမှမမြင်တွေ့ခဲ့ဘူးပါဘူးမင်္ဂလိတွေကဆင်အားကနေပြီးတော့အော်ဟစ်အားပေးကြလို့ပေါ့နော် T1 တွေကသူတို့တီးနေတဲ့အတန်တော်မှမကြားရတဲ့အထိကိုဖြစ်ခဲ့ဘူးပါတယ်ဒါလည်းမကသေးပဲနဲ့ပေါ့နော်ရှိုးပွဲပြီးသွားလို့ပေါ့နော်ကွင်းပြင်ရောက်တဲ့အချိန်ဆိုလို့ရှိရင်လည်းတပီးတဲတို့စီးလာတဲ့ဖျော်ဖြေကားရဲ့နောက်ကိုမင်္ဂလိတွေကအသေးအတန်အုပ်လိုက်ကြီးပြေးလိုက်ကြပါတယ်ဒုတိယ album ဖြစ်တဲ့ With the Beatles ဆိုတဲ့ album ကိုတော့1963ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာထုတ်ခဲ့ပါတယ်သူတို့ရဲ့ဒုတိယ album ကအရှိ album နဲ့ဆိုလို့ရှိရင်8လပဲအချိန်အားဖြင့်ကွာခဲ့ပါတယ်ဒါကိုကြည့်ချင်းအားဖြင့်သူတို့တွေကဂီတလောကတွေကိုခက်မြန်မြန်လှုပ်ရှားပြီးတော့ဝင်နေတယ်ဆိုတော့သိနိုင်ပါတယ်ဒုတိယ album မှာတော့တချင်းစုပေါင်း14ပုဒ်တိပါဝင်ခဲ့ပါတယ်သူတို့ကဒုတိယ album ကိုအချက်ရည်တန်းထိရောင်းချနိုင်ခဲ့ပြီးတော့အဲ့ဒီတန်းဆိုတဲ့ပမာဏက UK တနိုင်ငံရဲ့ရောင်းအားကိုပြောတာပါသူတို့ရဲ့ဒုတိယ album ထွက်ပြီးတဲ့အချိန်မှာတော့တပီးတဲတို့က UK မှာတော်တော်လေးကိုအခြေအနေကောင်းပြီးတော့အောင်မြင်နေတဲ့ဘန်တစ်ခုလို့ပြောလို့ရပါပြီဒါပေမဲ့လည်း American မှာတော့သူတို့တွေကတိတ်ကိုရောင်းအားကအဆင်မပြေသေးပါဘူး EMI ရဲ့ American တွဲဘက်ဖြစ်တဲ့ Capital Record ဖက်ကနေဆိုလို့ရှိရင်လည်းတပီးတဲတို့ရဲ့ album ကိုပေါ့နော် American မှာထုတ်ပေးဖို့အတွက်ဆိုရင်သူတို့တွေကလုံးဝအဲ့တော့ဆိုရင်တဘောမတူပါဘူးညှင်းဆန်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ American မှာတပီးတဲတို့ကနာမည်မကြီးတဲ့အတွက်သူတို့တွေက risk ယူပြီးတော့ဒီ album ကို American မှာမထုတ်ပေးဘူးဆိုပြီးပြောခဲ့တာပါဒါပေမဲ့ဒီအချက်လက်တွေကို Washington က DJ တယောက်ဖြစ်တဲ့ Carlo James ဆိုတဲ့လူကအကုန်ရိုက်ချိုးပစ်ခဲ့ပါတယ်1963ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာတော့Carlo James ကနေပြီးတော့မင်းလက်လေးကင်ချင်လို့ sorry I want to hold your hand ဆိုတဲ့တခြင်းကို radio မှာဖွင့်လိုက်မိပါတယ်ဒီလိုမျိုးသူဖွင့်လိုက်ရတဲ့အချိန်မှာတော့ radio ဌာနကနေပြီးတော့တယ်လီဖုန်းတွေမရက်မနာကိုအတန်နဲ့မိလာပါတယ်ဒီတခြင်းကိုနောက်ထပ်ဖွင့်ပေးဖို့ဒီတခြင်းကိုဆိုတာဘူးလဲဆိုပြီးတော့မှဖုန်းတွေကတောက်လျှောက်ကိုဝင်လာခဲ့ပါတယ်နောက်ရက်အနည်းငယ်ပဲကြာတဲ့အချိန်မှာတော့ US နိုင်ငံလုံးက radio ဌာနတွေမှာဘူလာယုံတွေနဲ့ဓာတ်ပြားဆိုင်တွေမှာက Beatles တွေရဲ့တခြင်းတွေစိုးမိုးနေပါပြီဒီလိုနဲ့ Capital Record ဖက်ကနေလည်းချက်ချင်းဆိုလိုမျိုးThe Beatles တို့ရဲ့ဓာတ်ပြားတွေကိုဖြန့်ချီဖို့အတွက်သဘောတူပြီးတော့အလျင်စလိုကိုထုတ်ဝေခဲ့ရပါတယ်1963ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မှာတော့ The Beatles တို့ကအမေရိကန်ရဲ့နာမည်ကြီးရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ The Ed Sullivan Show မှာဖျော်ဖြေခဲ့ပါတယ်ဒီအစီအစဉ်က US မှာတနိုင်ငံလုံးအတိုင်းအတာနဲ့လူကြည့်များတဲ့အစီအစဉ်တစ်ခုဖြစ်ပြီးတော့အဲ့ဒီအချိန်တုန်းကကြီးစုသူပေါင်းစုစုပေါင်း84တန်းအထိကိုရှိရလို့သိရပါတယ် The Beatles တို့ကအဲ့ဒီအချိန်မှာ All My Lovin' She Love You I Saw Her Standing There ဆိုတဲ့တခြင်းတွေနဲ့ဒီ Ed Sullivan Show မှာဖျော်ဖြေခဲ့ပါတယ်The Beatles တို့က1964ခုနှစ်မှာတော့သူတို့၄ယောက်ပါဝင်ပြီးတော့ရိုက်ကူးထားတဲ့ musical comedy ရုပ်ရှင်ကားတစ်ခုကိုရိုက်ကူးခဲ့ပါတယ်ဒီရုပ်ရှင်ကတော့ Beatlemania ကာလမှာသူတို့တွေက Beatles member အနေနဲ့ပေါ့နော်တရက်သူတို့တွေဘာကြောင်းလဲဘယ်လိုတွေဖြတ်တန်းနေရလဲဆိုတာကိုစိတ်ကူးရင်ပြီးတော့ရိုက်ထားတဲ့ဟာတာကားတစ်ခုပါဒီဇက်ကားမှာဆိုလို့ရှိရင်လည်းပေါ့နော်ဇက်ဝင်တေးအဖြစ်သူတို့ကိုယ်တိုင်ရေးထားတဲ့သချင်းတွေကိုပဲပြန်သုံးခဲ့တာပါဒီသချင်းတွေကိုစုပြီးတော့ Hard Day Night ဆိုတဲ့နာမည်နဲ့ပဲ album ထုတ်ခဲ့ပါတယ်ဒီ album ကသူတို့ရဲ့တတိယမြောက် album ဖြစ်လာပြီးတော့ပေါ့နော် John Lennon နဲ့ Paul McCartney တို့နှစ်ယောက်ကဒီသချင်းတွေအားလုံးကိုရေးထားတာပါဒီ album ထဲမှာဆိုလို့ရှိရင် Hard Day Night Can't Buy Me Love နဲ့ And I Left Her ဆိုတဲ့သချင်းတွေကလူကြိုက်များပြီးတော့နာမည်ကြီးပါတယ်ဒီလိုနဲ့သူတို့တွေကအမေရိကန်ကိုဖျော်ဖြေခီးတွေထွက်ရတဲ့အထိကိုတဖြည်းဖြည်းနဲ့အောင်မြင်မှုကကြီးလာပါတယ်ဒီလိုနဲ့ US မှာဖျော်ဖြေနေနေပဲ The Beatles တို့က
ဘော့ဒေလင်နဲ့တွေ့ခဲ့ပါတယ်ဘော့ဒေလင်ကတော့အဲ့ဒီအချိန်တုန်းကတပီတဲတို့ကိုစေးကြောက်ဆိုတဲ့အရာနဲ့စပြီးတော့မိတ်ဆက်ပေးခဲ့ပါတယ်ဒါအပြင်တပီတဲတို့ကိုလည်းသူတို့ရဲ့တခြင်းတွေကအပေါ်ရန်ဆန်လုံးပြီးတော့ပေါ့နော်အရန်ပေါ်ပြပြနိုင်တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒီစကားကိုကြားတော့ဂျွန်လန်နွန်ကတော်တော်လေးကိုစိတ်ထိခိုက်သွားပြီးတော့ဘော့ဒန်လန်ကိုဒီလိုမျိုးပြောခဲ့တာမှားတယ်ဆိုတာသိအောင်လို့သူတက်တိတ်ပြမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သူတို့တွေကအမေရိကန်မှာဖျော်ဖြေနေနေပဲပေါ့နော်လူမျိုးရေးခွဲခြားမှုတွေစပြီးတော့ကြုံတွေ့လာရပါတယ်အဲ့ဒါကတော့ Florida Jacksonville မှာကြုံခဲ့ရတဲ့အဖြစ်အပျက်ပါသူတို့ရှိုးပွဲမှာလာပြီးတော့မှအားပေးမဲ့လူတွေကိုပွဲစစ်စင်လူတွေကလူဖြူအားပေးရမယ့်နေရာလူမဲအားပေးရမယ့်နေရာဆိုပြီးတော့ခွဲပြီးတော့နေရာချခဲ့ပါတယ်ဒါတွေကိုတပီတဲတို့ကတည်သွားတဲ့အချိန်မှာတော့ဒီမျိုးခွဲခြားမှုတွေရှိနေလို့ရှိရင်သူတို့တွေကရှိုးမဆိုဘူးဆိုပြီးတော့ organizer တွေကိုပြန်ပြီးတော့ဖိအားပေးခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ organizer ကလက်လျှော့ပြီးတော့ပရိသတ်တွေကိုပြန်ပြီးပေါင်းစုပေးပြီးတော့ရှိုးပွဲတစ်ခုလုပ်ခဲ့ရပါတယ်ဒါကြောင့်မလို့ဘီတဲတို့ကလည်းအဲ့ဒီ Jacksonville မှာပြန်ပြီးတော့ဖျော်ဖြေခဲ့ပါတယ်1965ခုနှစ်ဧပြီလထဲကရက်တရက်မှာတော့လန်ဒန်ကသွားဆံဝန်တယောက်ရဲ့အိမ်မှာညစာစားပွဲတစ်ခုကျင်းပခဲ့ပါတယ်အဲ့ဒီညစာစားပွဲမှာတော့ဂျွန်လန်နွန်ရဲ့သူ့ရဲ့ဇနီးဖြစ်တဲ့စင်တီယာရဲ့ပြီးတော့ဂျော့ဟယ်ရီဆန်ရဲ့သူ့ရဲ့ရီစားဖြစ်တဲ့ပက်တီဘွိုက်ဆိုတဲ့အမျိုးသမီးရဲ့ပေါ့နော်သူတို့တွေကပေါ့သူတို့ရဲ့တငယ်ချင်းဖြစ်တဲ့ဂျွန်ရဲလီရဲ့အိမ်မှာညစာစားပွဲကိုတက်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်တော့ဒီဆရာဝန်ကပေါ့နော်သူတို့တွေရဲ့ coffee ခွက်တွေကို LSD တွေထည့်ပြီးတော့မှဒီလိုမျိုးထည့်ထားရတယ်ဆိုတာကိုလည်းဘယ်သူမှမပြောဘဲအတိမပေးဘဲနဲ့ထားခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေက coffee တွေတောက်ပြီးစကားပြောနေတဲ့အချိန်မှာပဲနေရန်တွေပြိုကျတာကိုယ်စိတ်ကိုပြန်မြင်ရတာနဲ့တခြားကဘာရောက်သွားသလိုမျိုးခံစားခဲ့ရပါတယ်ဂျွန်လန်နွန်ကနောက်ပိုင်းမှာတော့အဲ့ဒီနေ့အတွေ့အကြုံကသူ့ဘဝမှာအကြောက်ရဆုံးအခိုက်အတန့်တွေကတစ်ခုပဲလို့ပြောခဲ့ပါတယ်ဒီလိုမျိုးဆေးကြောက်တွေ LSD တွေနဲ့ထိတွေ့ပြီးတဲ့အချိန်မှာတော့တပီတဲတို့ရဲ့တခြင်းတွေကအရင်တုန်းကလိုမျိုးရိုးရှင်းတဲ့စာသားတွေတခြင်းတွေမဟုတ်တော့ဘဲနဲ့တခြင်းတိဆောက်ပုံတွေကတော်တော်လေးကိုကွဲပြားသွားပါတယ်ဘော့တယ်လန်နဲ့တွေ့ပြီးတဲ့အချိန်မှာတော့သူတို့ရဲ့တခြင်းဖန်တီးပုံတွေကတော်တော်လေးကိုပြောင်းလဲသွားပါတယ်ဒီလိုပြောင်းလဲလာတာကိုတော့6ခုမြောက် album ဖြစ်တဲ့ Rubber Soul ဆိုတဲ့ album ကိုနားထောင်ရင်သိနိုင်မှာပါဒီ album ကိုဒီဇင်ဘာ3ရက်နေ့1965ခုနှစ်မှာဖြန့်ချီခဲ့ပါတယ်အရင် album နဲ့မတူတာကပေါ့နော်ဒီတခြင်းမှာပါလာတဲ့တခြင်းတွေကအရင်တက်ကိုပို့ပြီးတော့ folk ဆန်လာပါတယ်ပြီးတော့ပေါ့နော်တခြင်းထဲမှာဂီတာတန်တွေကလည်းပို့ပြီးတော့အားကောင်းလာတဲ့အပြင်စာသားတွေကလည်းအရင်ထက်ကိုပို့ပြီးတော့ရှုပ်ထွေးလာပါတယ်ဂျွန်လန်နွန်ကတော့ဒီ album ကိုသူကဆေးချောက် album လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကဒီ album သွင်းနေတဲ့အချိန်မှာတခြားလုံးပေါ့နော်share stone ထားကြလို့ပေါ့ဝေပိုင်းသမားတွေကဒီ Rubber Soul ဆိုတဲ့ album ကိုတော်တော်လေးအကြိုက်တွေ့ပြီးတော့ချီးကျူးကြပါတယ်သူတို့ရဲ့အနုပညာခီးမှာလည်းတကားအတစ်တစ်ချက်ကိုအလှည့်ပြောင်းအနေနဲ့ဖွင့်လိုက်နိုင်တယ်ဆိုပြီးတော့လူတွေကကြိုးဆိုကြတယ်ပေါ့ဒီလိုမျိုးအရာအားလုံးအဆင်ပြေနေတဲ့အချိန်မှာပဲဂျွန်လန်နွန်ကအားလုံးကိုပျက်စီးသွားနိုင်တဲ့စကားတစ်ခုပြောခဲ့ပါတယ်ဒီအဖြစ်အပျက်ကတော့1966ခုနှစ်ကအင်တာဗျူးတစ်ခုမှဖြစ်ခဲ့ပြီးတော့ဂျွန်လန်နွန်ကရှိုးပွဲအကြောင်းစိတ်မောလူမောဖြစ်နေတဲ့အချိန်မှာပေါ့နော်ဘာမှသတိမထားမိပဲနဲ့ We are more popular than Jesus ဆိုပြီးတော့ပြောမိသွားတာပါအဓိပ္ပာယ်ကတော့ငါတို့တွေက Jesus ထက်တောင်မှပိုပြီးလူတိများနေပြီဆိုပြီးပြောလိုက်တာပါအင်္ဂလန်မှာတော့လူတွေကဘာသာရေးနဲ့တိတ်ပြီးတော့အယူမသိကြတဲ့အတွက်သူဒီလိုမျိုးပြောလိုက်တာကလူတွေတိတ်ကူးမဆိုင်ပါဘူးဒါပေမဲ့အမေရိကန်မဂ္ဂဇင်းလက်ဆောင်ကဒီအကြောင်းကိုစာဆောင်တစ်ခုထဲမှာထည့်ရေးလိုက်တဲ့အချိန်မှာတော့အမေရိကန်တောင်ပိုင်းတစ်ခွင်လုံးမှာတော့ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပါတယ်ရေဒီယိုတွေကနေပြီးတော့လည်းဘီရဲ့တခြင်းတွေကိုသူတို့ရဲ့အစီအစဉ်တွေမှာထုတ်လွှင့်ဖို့အတွက်ကိုညှင်းဆန်ခဲ့ပြီးတော့ဘီရဲ့တခြင်းတွေကိုပိတ်ပင်ခဲ့ပါတယ်ဒါအပြင် DJ တွေကလည်းဘီတဲ့တို့ရဲ့ album တွေပါလူတီရှင်ကြားထုတ်ပြီးတော့မီးရှို့တဲ့အထိကိုလုပ်ခဲ့ပါတယ်ဒီလက်ဆိုတာကပေါ့နော်အမေရိကန်အစွန်းရောက်ဂိုင်းတစ်ခုဖြစ်တဲ့ကူကူကလန်ဆိုတဲ့ပေါ့နော် K3 လုံးကလန်ကနေပြီးတော့ဘီတဲ့မန်ပါတွေအမေရိကန်လာလို့ရှင်တက်မဲ့ဖြစ်မဲ့တွေပါချင်းချောက်လာပါတယ် The Beatles made a statement in all the newspapers that they're getting more better than Jesus himself, and the Ku Klux Klan, being a religious order, is going to come out here the night that they appear at the Coliseum here, and we're going to demonstrate with different ways and tactics to stop this performance. The Klan is going to come out here because we're the only organization that will come out and make a stop to these accusations. This is nothing but blasphemy. And we're going to try to stop it any terror way we can, but it's going to stop. We're known as a terror organization. I think we have a terror organization. We have ways and means to stop this if this is going to be the case. Yes. What ways and means? Well, I don't want to say this, but there'll be a lot of surprises Monday night, I believe, when they get here.ဒီလိုနဲ့ပဲသူတို့တွေကဖြောပြပွဲတွေစီစဉ်ထားတဲ့အမေရိကန်ရှိုးတွေအားလုံးကိုပိတ်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲဂျွန်လန်နွန်ကအားလုံးကိုလူတိရှင်ကြားသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ပြန်တောင်းပန်ခဲ့ပါတယ်သတင်းစာရှင်းလင်းပွဲကိုတော့အမေရိကန်နိုင်ငံချီကာဂိုမှာလုပ်ခဲ့တာဖြစ်ပြီးတော့ဂျွန်လန်နွန်ကတရားဝင်အားလုံးကိုတောင်းပန်ခဲ့တာပါဒါပေမဲ့လည်းပေါ့နော်ဆန္ဒပြတဲ့အထီးကယုံတွေကချက်မရက်သွားပဲနဲ့ပေါ့နော်အချိန်တစ်ခုထိရှိနေနေတာဖြစ်ပါတယ်ဒါကြောင့်မလို့တပီတဲတို့ကလည်းရှိုးဆိုတာတွေကိုနားလိုက်ပြီးတော့သူတို့တွေစတူဒီယိုထဲကိုပြန်ဝင်ပြီးတော့ album တစ်ခုကိုထပ်ပြီးတော့စူးစမ်းခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေက2လခွဲလောက်စူးစမ်းပြီးဖန်တီးလိုက်တဲ့အချိန်မှာတော့နောက်ဆုံးသူတို့ရဲ့9ခုမြောက် album ဖြစ်တဲ့
revolver လို့ခေါ်တဲ့ Evan ရလာပါတယ်ဒီ Evan ကရောင်းအားကလည်းတော်တော်ကောင်းခဲ့သလိုမျိုးဝေပိုင်းသမားတွေကလည်းအကြိုက်တွေ့ခဲ့တဲ့ Evan တစ်ချက်ပါဒီကတချင်းပုံစံတွေကသူတို့ရဲ့အရင်တုန်းကလုပ်ခဲ့ဘူးတဲ့တချင်းတွေနဲ့မတူဘဲနဲ့ပေါ့နော်လုံးဝကိုပုံစံတွေစကွဲပြီးတော့အစ်စ်ပုံစံတွေပါလာပါတယ်psychedelic rock ဆန်တဲ့တချင်းတွေပေါ့နော်အဲ့ဒါတွေပါဝင်လာတယ်ပြီးတော့တေဆုံးခြင်းအထီးကျန်ခြင်းနဲ့လွတ်မြောက်ခြင်းဆိုတဲ့အကြောင်းအရာတွေပါဝင်လာခဲ့ပါတယ်ဒီတဲက Eleanor Rigby ဆိုတဲ့တချင်းကအထီးကျန်ခြင်းဆိုတဲ့အကြောင်းအရာကိုပေါ်ပေါ်တင်တင်မြင်တောင်ရေးသားထားတဲ့တချင်းဖြစ်ပြီးတော့ဒီတချင်းထဲမှာဆိုလို့ရှိရင် drum နဲ့ guitar ကိုလုံးဝမတီးထားဘဲနဲ့ကျိုးတက်သူရိယာဖြစ်တဲ့တရောလိုမျိုးပေါ့နော်အဲ့လိုဆယ်လိုမျိုးသူရိယာတွေတုံးပြီးတော့ဖန်တီးထားတာကိုတွေ့ရမှာပါဒါအပြင် Tomorrow Never Know ဆိုတဲ့တချင်းမှာလည်းအိန္ဒိယသူရိယာတစ်မျိုးဖြစ်တဲ့ Sitar ဆိုတဲ့သူရိယာကို George Harrison ကတီးထားပါတယ်အခုချိန်ထိလည်းဒီ Revolver ဆိုတဲ့ Evan ကဒီရောင်းအားအကောင်းဆုံး Evan တွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်1966ခုနှစ် August 29ရက်နေ့မှာတော့ The Beatles တို့က San Francisco မှာရှိုးပွဲတစ်ခုလုပ်ခဲ့ပါတယ်ဒီရှိုးပွဲကသူတို့ရဲ့နောက်ဆုံးရှိုးပွဲဖြစ်သွားမယ်ဆိုပြီးတော့မှာပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ဘယ်သူမှသတိမထားမိခဲ့ပါဘူးသူတို့တွေက၄နှစ်အတွင်းမှာရှိုးပွဲပေါင်း1400တိလုပ်ခဲ့ပူပါတယ်ဒါကြောင့်လို့ပေါ့နော်ဒီလိုမျိုးမနာမနေရှိုးပွဲတွေထွက်နေရတဲ့အကျိုးဆက်ကတော့သူတို့တွေစိတ်ရောကိုယ်ရောပင်ပန်းလာပြီးတော့ဗန်မာတွေကြားမှာစပြီးတော့ပြဿနာတွေတက်လာတာပါဒါကြောင့်လို့သူတို့တွေကအဲ့ဒီအချိန်တုန်းကရှိုးပွဲတွေကိုနားလိုက်ပြီးတော့စတူဒီယိုတွေကနေပဲ Evan တွေထုတ်မယ်ဆိုပြီးတော့စဉ်းစားခဲ့တာပါ The Beatles တို့ကအဲ့ဒီအချိန်တုန်းကစတူဒီယို T1 တစ်ခုအနေနဲ့အသွင်ပြောင်းပြီးတော့အဖွဲ့ဝင်တွေကြားကဆက်ဆံရေးကိုအရင်လိုမျိုးရင်းရင်းနှီးနှီးဖြစ်အောင်လို့ပြန်ပြီးကြိုးစားခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေက Abbey Road ဆိုတဲ့စတူဒီယိုထဲမှာပဲအချိန်ကုန်ခဲ့ပြီးတော့ဘာစီးတွေဘာတက်မှတ်ချက်တွေမှမထားဘဲနဲ့သူတို့တွေရဲ့ဖန်တီးမှုတွေကိုအစွမ်းကုန်အထင်ကုန်မရှိလွတ်ထားလိုက်ပါတယ် Abbey Road Studio ဆိုတဲ့နေရာမှာ The Beatles တို့ကသူတို့ရဲ့တခြင်းများစုကိုအတန်သွင်းခဲ့တာဖြစ်ပြီးတော့အခုချိန်မှာလည်းနောက်ထပ် Evan တစ်ခုထုတ်ဖို့ကိုဒီစတူဒီယိုထဲမှာပဲလာပြီးတော့ကြိုးစားကြတာပါသူတို့တွေကအချိန်9ပတ်လောက်ကြာတဲ့အချိန်မှာတော့တခြင်းတစ်ပုတ်ထွက်လာခဲ့ပါတယ် Strawberry Fields Forever ဆိုတဲ့တခြင်းဖြစ်ပြီးတော့အဲ့ဒီတခြင်းကThe Beatles တို့ဖန်တီးဘူးတမျှတခြင်းတွေထဲမှာအရှုပ်ထွေးဆုံးနဲ့အတန်သွင်းဖို့အတွက်အချိန်ရရဆုံးတခြင်းတွေကတစ်ပုတ်ပါဒီတခြင်းမှာဆိုလို့ရှိရင်အဲ့ဒီခေတ်ကလူတွေလှုပ်လေလှုပ်ထမရှိတဲ့အရာတွေအများကြီးပါပါတယ်သူတို့တွေကရိုက်ကူးရေးပိုင်းမှာဆိုရင်လည်းတခြင်းတစ်ပုတ်ကို26ခေါက်လောက်ရိုက်ပြီးတော့အပိုင်းပိုင်းဆက်ပြီးတော့ပြန်သုံးထားတာပါပြီးတော့ဒီလိုမျိုးရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းနောက်ပြန်ရိုက်ချက်တွေ reverse လုပ်ထားတာတွေမြင်ရမှာပါတခြင်းပိုင်းမှာဆိုလို့ရှိရင်လည်းပစ်အနေအမြင့်တွေပြီးလို့ရှိရင်နောက်ပြန် loop တီးလုံးနေနဲ့ဂီတာကိုနောက်ပြန်တီးထားတာတွေနဲ့အရန်ကိုနှက်နေတဲ့ psychedelic ဆန်ပေါ့နော်စာသားတွေပါဝင်တာကိုတွေ့ရမှာပါဒီတခြင်းကိုနားထောင်လိုက်ရတဲ့အဲ့ဒီအချိန်တုန်းကသူတို့တွေဘာတွေသုံးထားလဲဆိုတာကိုသိနိုင်ပါတယ်ဒီလိုနဲ့1968ခုနှစ်မေလ26ရက်နေ့မှာတော့ The Beatles တို့ကသူတို့ရဲ့ပထမဆုံး concept album ဖြစ်တဲ့ Sgt. Pepper and Lonely Hearts Club Band ဆိုတဲ့ album ကိုထုတ်ဝေခဲ့ပါတယ်ဒီ album ကတော့ concept album တစ်ခုဖြစ်ပြီးတော့ album cover မှာကလေးက iconic ဖြစ်တဲ့တမိုင်းဝင်ပုံကိုယ်တွေရဲ့ပုံတွေကို cover အနေနဲ့သုံးထားပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင် Marilyn Monroe, Carmen ပြီးတော့ Aleister Crowley တို့ပြီးရင်တခြားပုံကိုယ်တွေရဲ့ပုံတွေလည်းပါပါတယ်ဒီတဲ့ Aleister Crowley ဆိုတာကကျွန်တော်တို့အားလုံးသိတဲ့ Ozzy ရဲ့ Mr. Crowley ဆိုတဲ့လူပါဒီလူရဲ့အကြောင်းတော့ကျွန်တော်နောက်ပိုင်းမှာပဲဗီဒီယိုတက်နဲ့တင်ပေးပါမယ်သူ့ရဲ့အကြောင်းအရာလည်းနည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်concept album ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီထဲမှာ The Beatles တို့ကသူတို့ကိုသူတို့ The Beatles အနေနဲ့မဟုတ်ဘဲနဲ့ Lonely Hearts Club Band ဆိုတဲ့ band တစ်ခုအနေနဲ့တခြင်းတွေရေးပြီးလုပ်ထားတာပါပြောမယ်ဆိုရင်တော့သူတို့က Beatles ဆိုတဲ့ band အနေနဲ့တခြင်းလုပ်ထားမှာမဟုတ်ဘူးဒီထဲမှာ Lonely Hearts Club Band ဆိုတဲ့T1 လေးကနေပြီးတော့တခြင်းတွေဖန်တီးထားရဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒီ concept ကိုယူပြီးတော့မှဒီ album ကိုလုပ်ခဲ့တာပါဒီထဲမှာစုပေါင်းတခြင်း73ပုတ်ပါခဲ့ပြီးတော့အဖွင့်တခြင်းမှာ Lonely Hearts Club Band ဆိုတဲ့သူတို့ရဲ့ band ကိုမိတ်ဆက်ပြီးတော့ဖွင့်ထားတာလေးကတော်တော်လေးကိုဆရာကြပါတယ်နောက်ဆုံးအပိတ်တခြင်းဖြစ်တဲ့ပေါ့နော် A Day in the Life ဆိုတဲ့တခြင်းဆိုလို့ရှိရင်လည်းအဲ့ဒီချိန်တုန်းကဂီတပညာရှင်44ယောက်နဲ့ဖန်တီးထားပြီးတော့ပေါ့နော်စက္ကန့်40လောက်ကြာတဲ့ Opera T1 နဲ့ပေါ့နော်ဒီ album ကိုအဆုံးသတ်ထားပါတယ်ဒီ Sgt. Pepper ဆိုတဲ့ album ကအဲ့ဒီချိန်တုန်းက pop ဂီတကိုထာဝရပြောင်းလဲသွားစေခဲ့တဲ့ album ဖြစ်ခဲ့ပါတယ်concept album ကအဲ့ဒီချိန်မှာတော့တော်တော်လေးကိုခစ်စားသွားပြီးတော့နောက်ပိုင်းမှာ artist တော်တော်များများကလည်းဒီလိုမျိုးconcept album တွေလိုက်လုပ်တဲ့အထိကိုသူတို့ရဲ့အချိန်ဟွာကြီးမားခဲ့ပါတယ်ဒီ Sgt. Pepper ဆိုတဲ့ album ကအခုချိန်ထိလည်း UK မှာရောင်းအားအကောင်းဆုံး studio album ချက်အနေနဲ့ရပ်တည်နေသေးပါကျွန်တော်25ရက်နေ့1968ခုနှစ်မှာတော့ The Beatles တို့ကနေပြီးတော့သူတို့ရဲ့ All You Need Love ဆိုတဲ့တခြင်းကိုပေါ့နော်ပထမဆုံးအကြိမ်အနေနဲ့တစ်ကမ္ဘာလုံးကိုတိုက်ရိုက်ရုပ်သံထုတ်လွှင့်ပြီးတော့ဖျော်ဖြေခဲ့ပါတယ်အဲ့ဒီအချိန်တော့ဆိုလို့ရှိရင် American မှာပေါ့နော် Vietnam စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်ပြီးတော့ဒီအစီအစဉ်ကိုကြည့်တဲ့လူကလည်းစုစုပေါင်းတန်း350တိရှိတယ်အဲ့ဒီအချိန်ကနေစပြီးတော့ဒီနိုင်ငံရေးအခင်းအကျင်းမှာဘာဖြစ်လဲဆိုတော့ hippie တွေကနေပြီးတော့ဒီ Vietnam စစ်ပွဲကြီးကိုပေါ့နော်ရပ်ဖို့အတွက်ဆန္ဒပြနေတဲ့အချိန်အဲ့ဒီအချိန်မှာသူတို့ကဒီစစ်ပွဲကိုစန့်ကျင်တဲ့အနေနဲ့ဒီငြိမ်းချမ်းရေးတခြင်းကိုတစ်ကမ္ဘာလုံးကိုပထမဆုံးအကြိမ်အနေနဲ့ဖျော်ဖြေပြီးတော့စစ်ပွဲကိုစန့်ကျင်ကြအောင်ပြခဲ့တာပေါ့ဒါပေမဲ့1968ခုနှစ် August 28ရက်နေ့မှာတော့ The Beatles တို့ရဲ့မန်နေဂျာဖြစ်တဲ့ Brian Epstein ကသူ့ရဲ့လန်ဒန်ကတိုက်ခန်းမှာပဲတေဆုံးနေတာကိုတွေ့ရပါတယ်သူကတေဆုံးတဲ့အချိန်မှာအသက်32နှစ်ပဲရှိသေးပြီးတော့ဗောနော်ဒီဆရာဝန်ရဲ့ပြောပြချက်အရတော့မွေးရဆေးတစ်မျိုး overdose ဖြစ်ခဲ့တယ်ဆိုပြီးတော့ပြောခဲ့တယ်ဗောဒါပေမဲ့လူတော်တော်များများကတော့Brian Epstein ရဲ့တေဆုံးမှုကမတော်တဆလို့ပဲယုံကြည်ကြပေမဲ့တချို့တွေကတော့ဒီ
ဒီယူရချက်ရှိနဲ့လောက်ကြံခဲ့တာဆိုပြီးတော့မှပေါ့မှတ်ချက်ပေးနေတဲ့လူတွေလည်းအခုထိရှိပါတယ်ဘယ်လိုပဲဖြစ်ပါစေ Brian Aston မရှိတဲ့နောက်မှာတော့တပီတဲတို့ကအရင်ထက်ကိုပို့ပြီးတော့သူတို့ကြားမှာအဆင်မပြေမှုတွေဖြစ်လာခဲ့ပါတယ်အရင်တော့ဆိုလို့ရှိရင်ပြဿနာဖြစ်တိုင်းလဲ Brian Aston ကနေပြီးတော့အမြဲတမ်းပေါ့နော်အစ်မြတ်အောင်လို့ညှိနှိုင်းပေးတာပါအခုတော့သူမရှိတဲ့အချိန်မှာဗမာမာတွေရဲ့ကြားမှာအချင်းချင်းပေါ့နော်ငွေကြေးပိုင်းတွေ project အချိန်စရာတွေနဲ့ပေါ့နော်ဟိုဒီရန်ဖြစ်တဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းအရင်လိုမျိုးကြားဝင်ပြီးတော့ကင်တွယ်မဲ့လူကမရှိတော့ပါဘူးဒီလိုမျိုးအချိန်ဝါအရန်ကြီးနေတဲ့ BD ban ဖြစ်တာကြောင့်မလို့လဲဒီဗမာမာတွေရဲ့ကြားမှာပေါ့ဘဒူးမှာ Brian Aston ရဲ့နေရာကိုဝင်ယူပြီးတော့တာဝန်ယူဖြန့်ပြေးပေးမယ်ဆိုတာလုံးဝမဖြစ်နိုင်ခဲ့ပါဘူးဒီလိုနဲ့ပဲသူတို့ကြားတဲ့ပြဿနာတွေကတဖြည်းဖြည်းနဲ့ပိုဆိုးလာတဲ့အချိန်ကိုရောက်လာခဲ့ပါတယ်သူတို့တွေကဒီလိုနဲ့ပဲ Magical Mystery ဆိုတဲ့ရုပ်ရှင်တကားကိုရိုက်ခဲ့ပြီးတော့အဲ့ဒီကားကိုထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဝေဖန်ရေးသမားတွေကဒီဇက်ကားကအမိုက်တတအဆင်ပဲရှိတယ်ဆိုပြီးတော့ဝေဖန်ကြပါတယ်တချို့ဆိုလို့ရှိရင်ဒီဇက်ကားကပေါ့နော်သူတို့တွေကငွေရှာခြင်းတက်တက်ပဲရိုက်ထားတာအထဲမှာဘာမှအားဆိုင်ထုတ်မှုမရှိဘူးဆိုပြီးတော့မှပဲဝေဖန်တဲ့အထိကိုရှိပါတယ်ဒီရုပ်ရှင်ကပေါ့နော်တပီတဲတို့အတွက်ပထမဆုံးအချိန်အနေနဲ့သူတို့ရဲ့ career တစ်လျှောက်လုံးမှာစိတ်ထိခိုက်စေရတဲ့ project တစ်ခုလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာလူချင်းချင်းကလည်းဂျားထဲမှာပြဿနာတွေဖြစ်နေတယ်ဒီ ongoing project တစ်ခုကလည်းမပြီးအောင်လုပ်အောင်မယ်ဆိုတဲ့အချိန်မှာပေါ့နော်အလွယ်လွယ်အချော်ချော်တွေနဲ့ဒီရုပ်ရှင်လုံးဝဖေးသွားခဲ့တာပေါ့အဲ့နောက်မှာတော့သူတို့တွေကပေါ့နော်စိတ်ပြလက်ပြောက်ဖြစ်အောင်စိတ်အေးချမ်းအောင်ဆိုပြီးတော့အိန္ဒိယကိုသွားပြီးတော့ဒီဂုရုတပါးစီမှာသွားပြီးအတူတူတရားထိုင်ကြပါတယ်သူတို့တွေကအဲ့အချိန်တော့ဆိုလို့ရှိရင်ပေါ့ဗျာဂင်းကမြစ်ကမ်းပေးမှာပဲတရားလေးထိုင်လိုက်တချင်းအကြောင်းတွေပြောလိုက်နေပဲအစပိုင်းမှာတော်တော်လေးကိုအဆင်ပြေပါတယ်ဒါပေမဲ့နောက်ပိုင်းရောက်လာတဲ့အချိန်မှာတော့ Ringo Starr ကနေပြီးတော့ပထမဆုံးဒီတရားထိုင်တဲ့အစီအစဉ်တွေကနေပြီးတော့ထွက်သွားပါတယ်နောက်ပိုင်းမှာတော့ဘောမကာနေလည်းထွက်သွားခဲ့ပါတယ်ဒီလိုမျိုးတရားထိုင်တဲ့အစီအစဉ်မှာတော့2ယောက်ပဲကြံခဲ့တာဘာလို့လဲဆိုရင် George Harrison နဲ့ John Lennon တို့ပဲကြံခဲ့တာပါဒါပေမဲ့သူတို့တွေကအရင်လိုမျိုးစိတ်ပျော်ရွှင်မှုတော့မရတော့ဘူးလို့ဆိုပါတယ်တရားထိုင်တာတွေအားလုံးပြီးလို့ပေါ့နော်လန်ဒန်ကိုပြန်လာတဲ့အချိန်မှာ John Lennon ကပြောင်းလဲသွားပါတယ်တော်တော်လေးကိုပြောင်းလဲသွားတာပါအဲ့ဒီနောက်ပိုင်းမှာသူ့ရဲ့ဇနီးအောင်ဖြစ်တဲ့ Cynthia ကိုကွာရှင်းပြီးတော့ပေါ့နော်ဂျပန်နိုင်ငံသူတယောက်ဖြစ်တဲ့ Yoko Ono ကိုလက်တွဲခဲ့ပါတယ် Yoko Ono နဲ့တွဲတဲ့နောက်ပိုင်းမှာတော့တပီတဲတို့ကြားမှာပို့ပြီးတော့ဆက်ဆံရေးတွေကအရင်ထက်ကိုပို့ပြီးရှုပ်ထွေးလာပါတယ်ပြဿနာတွေကလည်းပို့ပြီးတော့မှတက်လာခဲ့တယ်ပေါ့စပြီးတွဲရဖြစ်တဲ့အတွက်ပေါ့နော်ဂျွန်က Yoko Ono ကိုသူသွားတဲ့နေရာတိုင်းကိုခေါ်သွားပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်စတူဒီယိုတဲတွေအစည်းအဝေးတဲတွေနဲ့တချင်းတိုက်နေအောင်မှာပေါ့နော်ဒီ Yoko ကနေပြီးတော့ဂျွန်ရဲ့ amplifier body တက်ထိုင်နိုင်မျိုးတွေပါလောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဘယ်သူမှဘာမှမပြောခဲ့ပေမဲ့လည်းအဖွဲ့ဝင်တိုင်းရဲ့ခံစားချက်တွေကတော့စိတ်ထဲမှာရှိနေပါပြီဒါအပြင်ဂျွန်လန်နွန်ကလည်းအဲ့ဒီအချိန်တုန်းကပေါ့နော်ဘိန်းမျိုးကိုစပြီးတော့တုံးဆွဲနေတဲ့အချိန်ရောက်နေပါပြီဒီလိုနဲ့နိုဝင်ဘာ22ရက်နေ့1968ခုနှစ်မှာတော့တပီတဲတို့ကသူတို့ရဲ့ပထမဆုံးဆက်တိုင်တဲ့ album ဖြစ်တဲ့တပီတဲဆိုတဲ့ album ကိုထုတ်ဝေခဲ့ပါတယ်ဒီ album ကိုတော့လူတော်များများက white album လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီ album ကအဖြူရောင် album ဖြစ်ပြီးတော့ပေါ့နော်အဲ့မှာတပီတဲဆိုတဲ့စာတန်းလေးပဲရေးထားလို့ပဲဖြစ်ပါတယ်ပို့ပြီးတော့ထူးခြားတာကဒီ album ကသူတို့ရဲ့ဘဝမှာပထမဆုံး double album လည်းဖြစ်နေပြန်ပါတယ် double album လည်းဖြစ်တဲ့ဆက်တိုင်တဲ့ album လည်းဖြစ်တဲ့ album တစ်ချက်ပါဒီ event ထဲမှာတော့စုစုပေါင်းတစ်ချင်းအပုပ်ပေါင်း30တိပါဝင်ပြီးတော့ recording session တွေမှာဆိုလို့ရှိရင်လည်းပြဿနာတွေခဏခဏတက်ပြီးတော့အတန်သွင်းခဲ့တာပါဒီ event ထဲမှာဆိုလို့ရှိရင်နောက်ပိုင်း heavy metal စတဲ့ဂီတာတွေကိုလမ်းစာဖောက်ပေးမဲ့တချင်းတစ်ပုတ်ပါပါတယ်အဲ့ဒီတချင်းကဘာလဲဆိုရင် Heather Skelter ဆိုတဲ့တချင်းမှာပို့ပြီးထူးခြားတာကဒီ Heather Skelter ဆိုတဲ့တချင်းကဒီ Charlie Manson တို့ရဲ့လူတက်တဲ့တချင်းလည်းဖြစ်ပါတယ်စာသားအကြောင်းအရာတွေကပေါ့ဗျာ roller coaster စီးတဲ့ဒီပန်းချန်ထဲမှာပေါ့နော်ဒီအကြောင်းလေးကိုပဲသူကတန်ဖိုးမြန်မြန်လေးရေးထားပြီးတော့ဖန်တီးထားတဲ့တခြင်းတွေပေါ့ဗျာဒါပေမဲ့လည်းဒီတခြင်းကိုပဲမကောင်းတဲ့နေရာမှာတုံးချပြီးတော့ Charlie Manson တို့ကလူတက်ခဲ့တာပါဒီ album ကို record လုပ်နေတဲ့အချိန်မှာတော့ပေါ့နော် Ringo Starr က studio ကနေပြီးတော့နှစ်ပတ်လောက်ထိပျောက်သွားဘူးပါတယ်ဒီလိုနဲ့ပဲ Back in USSR နဲ့ Dear Prudence ဆိုတဲ့တခြင်းတွေမှာတော့ Paul McCartney ကပဲ drum line တွေကိုတီးထားပေးတာပါGeorge Harrison ဆိုလို့ရှိရင်လည်း White Man Guitar Gently Rip ဆိုတဲ့တခြင်းကိုတီးတဲ့အချိန်မှာတော့ဆိုလို့ရှိရင် studio ထဲကို Eric Clapton ကိုခေါ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီ John Lennon နဲ့ Paul McCartney တို့ကဒီတခြင်းကိုဝင်ပြီးတော့မှဝေဖန်ကြမှာတွေကိုမခံနိုင်လို့ပါဒီတခြင်းကို George Harrison ကသူတယောက်တည်းရေးထားတဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်ဒါကြောင့်မလို့သူကဒီတခြင်းကိုလုံးဝအထိခိုက်မခံဘဲနဲ့အတန်သွင်းတဲ့အချိန်မှာပေါ့ဗျာဒီဆရာကြီးလာမလို့အောင်လို့တကယ်ဆရာကြီးကိုခေါ်လာခဲ့တာပါဗမာမာတွေကလည်းပေါ့နော်အဲ့ဒီအချိန်တော့ဆိုလို့ရှိရင်ချိန်နာရက်တွေမှာမရောက်လာဘဲနဲ့တယောက်တည်းလာပြီးတော့မှသူတို့ရဲ့အပိုင်းတွေကိုတက်စီခွဲပြီးတော့အတန်သွင်းလာကြရည်လည်းရှိပါတယ်Evan ရဲ့ရောင်းအားကတန်းတဲ့ချီပြီးတော့ရောင်းချခဲ့ရပါတယ်ဝေဖန်ရေးသမားတွေကလည်းဒီ Evan ကပေါ့နော်နောက်ထပ်တပီတဲတို့ရဲ့ကဘာကျော်လက်ရဆိုပြီးတော့တတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီ Evan ကိုနားထောင်ကြည့်လိုက်မယ်ဆိုရင်တော့သူတို့ဂျားကတစားဖြစ်ပေါ်နေတဲ့အကြောင်းတွေကိုကြားရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့1969ခုနှစ်ဇန်နဝါရီလထဲမှာတော့သူတို့တွေကသူတို့ဂျားထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပြီးတော့အရင်လိုမျိုးပဲဒီဂီတလမ်းကြောင်းပေါ်ကိုပြန်တက်မယ်ဆိုပြီးတော့စူးစမ်းကြပါတယ်သူတို့တွေက Evan တစ်ချက်ကိုအတန်တင်းဖို့အတွက်စူးစမ်းခဲ့တယ်ပြီးတော့အရင်နှစ်တွေတုန်းကလိုမျိုးပဲလူတွေကြားထဲမှာဖျော်ဖြေပွဲတွေပြန်လုပ်ဖို့အတွက်ကိုထပ်ပြီးတော့စူးစမ်းခဲ့ပါတယ်သူတို့တွေကအဲ့ဒီအချိန်တုန်းကရိုက်ကူးရေးအဖွဲ့တစ်ခုကိုငှားပြီးတော့ပေါ့နော်ဒီသူတို့ဖျော်ဖြေနေတာတွေကိုရုပ်တံမှတ်တမ်းတင်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဖျော်ဖြေတဲ့နေရာတွေကပေါ့နော်သူတို့ရဲ့ Apple ရုံးချုပ်ရဲ့ခေါင်မိုးပေါ်မှာပါဒီဖျော်ဖြေပွဲက42မိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့လန်ဒန်တစ်မြို့လုံးကရက်တန့်သွားတဲ့အထီကိုတောင်မှလူတွေကအားပေးကြပါတယ်ဒီပွဲကလည်းတပီတဲတွေရဲ့နောက်ဆုံးလူတွေကြားထဲမှာဖျော်ဖြေခဲ့တဲ့ဖျော်ဖြေပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်
ဒီပွဲရဲ့မှတ်တမ်းကိုပဲနောက်ဆုံးမှာ Let It Be ဆိုပြီးတော့ Evan ထုတ်လိုက်ပါတယ်ဒီ Evan ကိုတော့အစပိုင်းမှာသူတို့က Get Back ဆိုပြီးတော့နာမည်နဲ့ပေးခဲ့မလို့ပါပဲဘာလို့လဲဆိုတော့ဗျာသူတို့တွေကဒီ Evan နဲ့ပြန်လာပြီးအားလုံးက Get Back ပေါ့နော်လုံးဝကိုပြန်လာပြီးဆိုပြီးတော့မှအတိတ်ပဲနဲ့ပေးခဲ့တာပါဒါပေမဲ့ဒီ Evan ကနောက်ဆုံးမှာတော့ Let It Be ဆိုတဲ့နာမည်လေးကိုပြောင်းသွားခဲ့ပါတယ်ဒီလိုနဲ့1969ခုနှစ်စက်တင်ဘာ26ရက်နေ့မှာတော့ The Beatles တို့ကသူတို့ရဲ့နောက်ဆုံး Studio Album ဖြစ်တယ်ပေါ့နော် Abbey Road ဆိုတဲ့ album ကိုထုတ်ခဲ့ပါတယ်သူတို့တွေကနောက်ထပ်ပြီးဆုံးတဲ့ album တစ်ခုကိုလုပ်ဖို့အတွက်သူတို့ဂျားကနေပြီးတော့ရံပွဲတွေကိုဘေးပယ်ထားလိုက်ပါတယ် album cover ကိုလည်းသူတို့က studio ရဲ့အပြင်ဘက်မှာပဲလမ်းဖြတ်ကူးနေနေပဲရိုက်ပြီးတော့ပြန်သုံးထားတာပါအစကတော့ဒီ album ကို Everest ဆိုပြီးတော့နာမည်ပေးပြီးတော့ Everest တောင်ထိပ်ကိုသွားမယ် cover တော့ပုံရိုက်မယ်ဆိုပြီးတော့စီစဉ်ထားတာပါဒါပေမဲ့လည်း Everest တောင်ထိပ်ကိုတက်ဖို့အတွက်ကြတော့ခီးကဝေးလွန်းတာနဲ့ပေါ့နော်ပေါ်မကာနီကနေပြီးတော့ studio အပြင်ဘက်ကနေပြီးတော့ဒီ Abbey Land လေးကိုပဲငါတို့တွေဓာတ်ပုံရိုက်ပြီးတော့ Abbey Road ဆိုပြီးတော့နာမည်ပြောင်းလိုက်မယ်ဆိုပြီးပြောခဲ့ပါတယ်ဒီ studio နဲ့ LAN ကသူတို့ရဲ့ band ရဲ့အမှုပညာခီးမှာတော်တော်လေးအရေးပါတာဖြစ်တာကြောင့်မလို့ပေါ့နော်ကျန်တဲ့ member တွေကလည်းဒီအကြံဉာဏ်ကိုလက်ခံပြီးတော့ Evan နာမည်ကိုပဲ Abbey Road ဆိုပြီးတော့ပြောင်းခဲ့တာပါနောက်ပိုင်းမှာတော့ David ကနေပြီးတော့တဲဝင်ထွက်လိုက်ပြီဆိုပြီးတော့ John Lennon ကနေပြီးတော့ကြော်ညာလိုက်ပါတယ်ဒီလိုနဲ့ကျန်တဲ့ member တွေကလည်းအရှိုးရှိုးထွက်ကုန်ကြပါတယ်ဒီလိုနဲ့ April 10ရက်နေ့1980ခုနှစ်မှာတော့ Paul McCartney ကနေပြီးတော့ David ကိုတဲဝင်ဖျက်သိမ်းလိုက်ပြီဆိုပြီးတော့ကြော်ညာခဲ့ပါတယ်နောက်ပိုင်းမှာတော့ပေါ့နော် Let It Be ဆိုတဲ့ Evan ကထွက်လာခဲ့ပြီးတော့သူတို့တွေနောက်ဆုံးခါဝုတ်ပေါ်မှာဖျော်ပြပြီးတော့ကျင်းပနေတဲ့ဒီ performance ကိုရိုက်ကူးထားတဲ့ Evan တစ်ချက်ကိုထွက်ခဲ့ပါတယ်။ David က8နှစ်အတွင်းမှာ Studio Evan စုစုပေါင်း12ခုထိထုတ်ထားနိုင်ပြီးတော့အရေးအတွက်ကတော်တော်လေးကိုနည်းပါတယ်။ဒီအရေးအတွက်ကပေါ့နော်အရင်အများကြီးမဟုတ်ဘူး။ Rolling Stone တို့ Bob Dylan တို့နဲ့ရှင်လို့ရှိရင်တော်တော်လေးကိုနည်းပါတယ်။ Rolling Stone ဆိုလို့ရှိရင်သူတို့တွေရဲ့တမိုင်းတစ်လျှောက်လုံးမှာ Evan အခု30ထုတ်ထားပြီးတော့ Bob Dylan ဆိုလို့ရှိရင် Evan အခု40ထိထုတ်ထားပါတယ်။ဒါပေမဲ့ David တို့ကအဲ့ဒီ8နှစ်အတွင်းမှာသူတို့ပေးလိုက်တဲ့အမှုပညာရဲ့အရေးအသွေးကတော့လူသမိုင်းမှာလုံးဝကိုဘယ်ဘန်မှမရှင်းနိုင်တဲ့အရေးတွေတစ်ခုပါကျွန်တော်ပြောတာကိုမယုံလို့ရှင်ပေါ့နော်ဒီဗီဒီယိုခဏလောက်ရက်ပြီးတော့ The Greatest Band of All Time ဆိုပြီးတော့ Google မှာရှာကြည့်လိုက်ပါတပီတဲ့ဘန်ကြလာပါလိမ့်မယ်သူတို့တွေက cover band တစ်ခုအနေနဲ့ပဲစတင်ခဲ့တာပါလူငယ်လေး၄ယောက်က American Brew နဲ့ Rock and Roll ဂီတတွေကိုပုံစံတူစူတူပြူတီးခန့်ရင်းနဲ့ပဲနောက်ဆုံးမှာစမ်းတက်တဲ့အမှုပညာသမားတွေအဖြစ်အဆုံးသတ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲ1980ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာတော့ The Beatles တို့ကလုံးဝကိုပြန်ပြီးတော့မဆုံစည်းနိုင်တော့ဘူးဆိုတဲ့သတင်းတစ်ခုကတက်လာပါတယ်ဒါကဘာလဲဆိုလို့ရှိရင် John Lennon ကသူ့ရဲ့တိုက်ခန်းပြင်မှာပဲဆောက်တော်ရတဲ့ကောင်ကနေပြီးတော့လုံးချန်တက်ဖြတ်တာကိုခံလိုက်ရပါတယ်သူတိတ်ဆုံးတဲ့အချိန်မှာအသက်က40ပဲရှိပါသေးတယ် George Harrison ကတော့2001ခုနှစ်နိုဝင်ဘာ29ရက်နေ့မှာအဆုတ်ကင်ဆာနဲ့ပဲကွယ်လွန်ခဲ့တာပါတိတ်ဆုံးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့အသက်က58နှစ်ရှိပါပြီ Paul McCartney နဲ့ Ringo Starr ကတော့ဒီနေ့အထိကိုအသက်ရှင်နေသေးပါပဲဆက်လက်လည်းဖျော်ဖြေပွဲတွေကကြုံရင်ကြုံလို့တီးခတ်နေသေးပါပဲဒီလိုနဲ့2023ခုနှစ်မှာတော့ The Beatles ရဲ့နောက်ဆုံးသချင်းတစ်ပုဒ်ထွက်လာခဲ့ပါတယ်ဒီသချင်းနာမည်က Now and Then လို့ခေါ်ပြီးတော့သူတို့တွေကဒီသချင်းကပေါ့နော်ပထမဆုံးဒီ John Lennon ကရေးခဲ့ပြီးတော့1980ခုနှစ်မှာ demo တစ်ခုကိုတွင်းခဲ့တာပါအဲ့ဒီ demo ကိုပေါ့နော်ဒီ Yoko Ono ကနေတစ်ဆင့် Paul McCartney ကိုပေးခဲ့ပြီးတော့မှဒီထဲမှာပါနေတဲ့John Lennon ရဲ့အတန်ကအဲ့ဒီအချိန်တော့နီးပညာနဲ့တော်တော်လေးကိုဖက်ထုတ်ဖို့ခက်ခဲခဲ့ပါတယ်သူတို့တွေဂျားထဲမှာဆိုလို့ရှိရင်လည်းဒီ Ringo က drum line တွေတီးပေးတာတို့ George Harrison က guitar တွေတီးပေးတာတို့လုပ်ခဲ့တယ်ဒါပေမဲ့လည်း vocal အတန်ဖြစ်တဲ့ John Lennon ရဲ့အတန်ကိုထုတ်လို့မရတာဖြစ်တဲ့အကြောင်းမလို့ပေါ့နော်ဒီတချင်းကလုံးဝကိုအချောမတက်သွားဘူးပေါ့နောက်ဆုံးမှာတော့သူတို့တွေကဒီ AI နေပါတွေခစ်စားလာတဲ့အချိန်မှာဒီ AI နီးပညာကိုအသုံးပြုပြီးတော့ John Lennon ရဲ့အတန်ကိုခွဲထုတ်လိုက်တယ်ခွဲထုတ်ပြီးရတဲ့အဲ့ထဲမှာဆိုလို့ရှိရင် George Harrison တီးွားတဲ့guitar line တွေရောဒီ Paul McCartney ရဲ့ bass line တွေရော Ringo ရဲ့ drum တွေရောအားလုံးကိုချိန်ပြီးတော့မှဒီတချင်းတစ်ပုဒ်ကိုသူတို့ရဲ့ဒီပြီးတဲ့နောက်ဆုံးအမွေနေ့အနေနဲ့ထားခဲ့တာပေါ့ဒီသချင်းလေးကအရန်ကိုလည်းmasterpiece လို့ပြောလို့ရပါတယ်ပြီးတော့ဒီသချင်းကဒီဂီတသမိုင်းမှာပေါ့နော်ဒီရေးဖို့အတွက်ထုတ်ဖို့အတွက်အကြဆုံးသချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်သူတို့၄ယောက်လုံးပေါ့နော်နောက်ဆုံးတစ်ချိန်ဒီပြန်ဆောင်ခဲ့တဲ့သချင်းတစ်ပုဒ်လို့လည်းပြောလို့ရပါတယ်ဝေပိုင်းသမားတွေကပေါ့နော်ဒီ pop ဂီတရဲ့ခေါင်းစဉ်အောက်မှာဆိုလို့ရှိရင်ဘယ်သူမှဒီ Beatles တို့ထက်ကိုပို့ပြီးတော့လုံနိုင်မယ်လို့မထင်တော့ဘူးဆိုတော့မှတ်ချက်တွေပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကဒီ pop ဂီတရဲ့ခေါင်းစဉ်အောက်ကနေပဲသူတို့တွေစင်ငယ်ပြောင်းလဲပြီးတော့ဖန်တီးခဲ့တဲ့အမှုပညာတွေတော်တော်လေးကိုရေတွင်းမြင့်ပါတယ်တပီတဲ့ Evan ကလည်းပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်တန်း800ကျော်ရောင်းချခဲ့ရပြီးတော့သူတို့ဟာတမိုင်းမှာရောင်းအားအကောင်းဆုံးဂီတသမားတွေဖြစ်လာခဲ့ပါတယ်အရေးကြီးဆုံးကတော့သူတို့တွေကဝေပိုင်းသမားတွေချီးကျူးမှုကိုလည်းအပြည့်အဝရထားပြီးတော့ပရိသတ်တွေကရောပေါ့နော်လုံးဝဒီချစ်ခင်တဲ့ဂုဏ်ကိုရတယ်ပေါ့ဗျာတချို့ဘန်တွေဆိုလို့ရှိရင်ထားပါတော့ဝေပိုင်းသမားတွေကတော့ကြိုက်တယ်ပရိသတ်တွေကမကြိုက်ဘူးတချို့ Evan ဆိုလို့ရှိရင်ဒီတချို့ဘန်တွေဆိုလို့ရှိရင်ပရိသတ်တွေကတော့ကြိုက်တယ်ဝေပိုင်းသမားတွေကမကြိုက်ဘူးပြီးတော့ဂုဏ်သတင်းတွေနဲ့ဆိုလို့ရှိရင်လည်းဘယ်လိုဖြစ်တယ်ဆိုတာမျိုးရှိတယ်သူတို့ကတော့လုံးဝကိုဘန်တစ်ခုအနေနဲ့ perfect ဖြစ်လွန်ပါတယ်ဒါပေမဲ့လည်းကိန်းကနန်းတွေကတော့အဓိကမဟုတ်ပါဘူးတကယ်အမွေနဲ့ကတော့သူတို့တွေကပေါ့နော်ဒီလူတွေတချင်းကိုနားထောင်တဲ့ပုံစံကိုပြောင်းလဲစေခဲ့ပါတယ်ဗီဒီယိုမတန်ခင်ကဆိုလို့ရှိရင်ပေါ့ဂီတဟာဒီအဲ့လောက်ကြီးလူကြားအထဲမှာပေါ့နော်လူကြိုက်မများတဲ့ဂီတပုံစံတစ်ခုပါဒါပေမဲ့သူတို့နောက်မှာတော့ပေါ့ဂီတဆိုတာကလည်းအနုပညာတစ်ခုဆိုတဲ့ပုံစံမျိုးနဲ့လူတွေကမြင်လာကြပါတယ်
Okay ဒါကတော့ကျွန်တော်ရှာဖွေလို့ရတဲ့လောက်တင်ဆက်ပေးတယ်တပီးတဲတွေအကြောင်းပဲဖြစ်ပါတယ်ဒီလိုမျိုး content တွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကိုlike and subscribe လုပ်ထားပြီးတော့အားပေးလို့ရပါတယ်ကျေးဇူးပါ